ကိုယ်ကိုယ်ချင်းနဲ့ဆိုင်တဲ့နှုတ်ကပတ်နော်ဆိုတော့ကျမ်းစာတင်တိုင်းမှာကျွန်တော်ဟိုပေါ့နော်ကျွန်တော်ရဲ့အသက်တာပါလဲကျွန်တော်ဖြတ်တန်းခဲ့တဲ့အချိန်တိုင်းရောနောက်ပြီးတော့ကျွန်တော်ကျမ်းစာချက်ကြည့်တော့ပေတရုကိုသင်ယေရှုကလှေငားပြီးတော့သူတရားဟောတယ်စကားတော်ပြတ်တော့ခါတဲ့သခင်ယေရှုကပေတရုပါပြောလဲဆိုပိုက်ကိုချတယ်ငါ့ကိုအုပ်တယ်သခင်ယေရှုကတရားဟောတယ်ဆိုတော့သူပြောတာငါတရားဟောတရားပြတ်တော့ခါလို့ပြောစကားတော်ပြတ်တော့ခါတဲ့သူပိုက်ကိုချငါ့ကိုအုပ်တယ်နော်အဲ့တော့ကျွန်တော်မေးချင်တာရှိတယ်စကားပြရင်ပါလားစကားပြရင်ပါလားလေအလုပ်လာတယ်စကားပြရင်အလုပ်လာဆိုတော့ပေတရုကသခင်ယေရှုပြောတဲ့တရားကိုနားထောင်ပြီးတော့ပြန်ပြီးတော့ဒီတန်ဃာတွေဘက်ကိုတရားနဲ့ပေါ့နော်သခင်ယေရှုပြောတဲ့စကားကိုနားထောင်ပြီးတော့အဲ့တော့ကျမ်းစာဘာပြောလဲဆိုရင်စကားတော့ပြတ်တော့ခါရဲဆိုပြီးတော့ပြောတယ်ပြီးတော့ပေတရုပိုက်ကိုချငါ့ကိုကိုကြီးတဲ့ရက်ကိုရွှေ့ပေါ့နော်အဲ့တော့စကားပြရင်ပါလားလေအလုပ်လာတယ်ဟုတ်ပြီလားနှုတ်ပြီးရင်လက်ပေါ့ဟဲ့လားပေါ့နော်အရှင်ပေါ့အဲ့တော့ဒီအချိန်မှာကျွန်တော်တို့ကျမ်းစာသင်ပြီးလို့ရှိရင်နှုတ်ကပတ်တော်နားထောင်ပြီးကျွန်တော်တို့ပြန်ပြောလေးရှိတာပြန်လုပ်လေးရှိတာလက်ခုလုံးမလုပ်ကျေးဇူးတင်တယ်ဟုတ်လားဆိုတော့ကျမ်းစာတော်ပြောတာတင်ပြီးတဲ့အပူမဟုတ်အေးမဟုတ်တယ်ဒီလားပွင့်ဘူးအေးရင်အေးတယ်ဆိုတော့ဒီကျွန်တော်ဒီဝင်ကြီးချုပ်တယောက်ပြောပြီးတော့ကျွန်တော်ကြားပြီးပြောတာလေသူဘာပြောလဲဆိုတော့များတယ်ဟိုဘက်လမ်းမှာနေနေဒီဘက်လမ်းမှာနေနေလမ်းလေပေါ်တော့မနေနဲ့နှစ်ဖက်လုံးကကားတိုက်တယ်လေသိလားသူကမပူမအေးမလုံနဲ့တဲ့ပွင့်ဘူးအေးရင်အေးလွေးုံတက်တက်ဆိုရင်တော့ထွေးမယ်တဲ့အဲ့လိုပြောတယ်အဲ့တော့ဘုရားကသူပြောသမျှကိုကျွန်တော်စီကိုစီးမယ်စီးဝင်ပြီးလို့ရှိရင်ကျွန်တော်တို့အထဲမှာဒီနဲ့ပတ်ပြီးလို့ရှိရင်ကျွန်တော်တွေကပြန်ပြီးတော့စီးထွက်ဟုတ်ပြီနော်သူအဲ့ဒါကြောင့်တော့ဂါလိလဲအိုင်မှာခင်ယေရှုကနမိတ်လက္ခဏာပြုလို့ရှိတယ်ဂါလိလဲအိုင်ကအဝင်ရှိတယ်အထွက်ရှိတယ်ဒီလီဆိုတာ input မရှိတယ်ဒီ output ထွက်လာတဲ့အကြောင်းမရှိဘူးเนาะ input ရှိရင် output ရှိဖို့ရှိတယ်အဲ့တော့ဘုရားကကျွန်တော်တို့ကိုစကားပြောတာကကျွန်တော်တို့သူများကိုပြန်ပြီးတော့ပြောဖို့တတ်မဟုတ်နှုတ်ကပတ်တော်ရဲ့เนาะတကယ်အနှစ်သာရဆိုတာကလေစကားပြောရင်တတ်မဟုတ်ဘူးဆိုတာကဝိညာဉ်ရေးခန့်ခန့်နေတယ်တိကိုတိတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ရဲ့အသက်တာမှာဘုရားရဲ့စကားကျွန်တော်တို့ကြားမယ်ပြန်ပြောမယ်ပြန်ပြီးတော့အသက်ရှင်မယ်ဆိုတော့ဒီဟိုတင်ထားတဲ့ပြန်ပြောကျွန်တော်ခုနေ့ကတော့เนาะဟိုကျွန်တော်ညီမကျွန်တော်လိုက်ဖို့ဘတ်ဖတ်ငါတကောင်တချင်းနဲ့ဆိုစကားလည်းပြောတာပါတရုတ်လူလည်းပြောတယ်မလေးလူလည်းပြောတယ်အင်္ဂလိပ်လူလည်းပြောတယ်အဲ့ဒီခါကျွန်တော်အခုမှကျွန်တော်မြင်ဘူးလားဘူးကျွန်တော်ကိုယ်တိုင်ခံစားဘူးလေငါတကောင်ကျွန်တော်လေပြောတာမှာပုစုပတ်ဆက်ပြောတာခံဘူးလေကျွန်တော်ငါကပြောတာနော်လူကပြောလို့ရှိရင်ကျွန်တော်ခံစားသေးတယ်အဲ့ကမင်းအမချောတာဆိုကျွန်တော်ပြောတာကျွန်တော်ပြောတာဒီလားကျွန်တော်ရင်နာလိုက်တာမှမပြောနဲ့ဒီလားအဲ့တော့အဲ့ကစောင့်တဲ့ကောင်လေးကကျွန်တော်လာတောင်းပါတယ်အခုရေး sorry ပါတဲ့အဲ့ကအဲ့တိုင်းပဲတဲ့ဟာအဲ့တိုင်းမပြော तू ကဘလူးတက်ကျွန်တော်တင်ပေးထားတာဩဘယ်လိုတင်ပေးထားတာကိုပြောတာလည်းကြည့်ဦးဟုတ်တယ်မလားအခုချောလိုက်တာလို့ပြောတာပေါ့မင်းအမချောလာတယ်ဒီလားအဲ့လိုလာပြောတာဆိုတော့အဲ့ဒီမှာကျွန်တော်ဘာကိုသိသွားလဲဆိုတော့တင်ပြီးတဲ့မြတ်ပြန်ပြောတာကတော့တာလိကတော့ပြောတယ်သိလားဆိုတော့ကျွန်တော်တို့တွေပြန်ပြီးတော့ဝင်ငှချက်တွေကမကောင်းဘူးလားဆိုတော့ကောင်းပါတယ်ဒါပေမဲ့တာလိကကလေ तू ဘာပြောလဲ तू မသိဘူးခံလည်းခံစားရအောင်သူ့ရဲ့စကားရဲ့အစွမ်းထက်မှုသူ့ရဲ့စကားရဲ့ယုံညံ့မှုသူ့ရဲ့စကားရဲ့တန်ဖိုးရှိမှုတန်ဖိုးမဲ့မှုတစ်ခုစီက तू သိကိုမသိဘူးခံလည်းမခံစားရဘူးအဲ့ဒီအတက်လည်း तू မှာမရှိဘူးဟုတ်ပြီနော်ဘုရားကကျွန်တော်တို့ကိုဒီလိုမျိုးရည်ရွယ်ချက်နဲ့ကျွန်တော်တို့ကိုနှုတ်ကပတ်တော်တွေကိုပြီးနေတာမဟုတ်နှုတ်ကပတ်တော်ကတန်တဲ့ကာလို့ထက်တယ်လေဝိသားမှာဘာရှိလဲဆိုလို့ရှိရင်ဘောရှိကပြောတယ်လေဝိသားတွေနဲ့ထွက်လာခဲ့တယ်ဘုရားဘက်မှာလို့ဆိုဘယ်လိုထွက်မလဲဆိုတော့လေဝိတော်ပဲထွက်တယ်ဘုရားဘက်မှာသူနေမယ်ဆိုလေဝိပဲထွက်တယ်ဘာပါလာလဲဆိုတော့ဓာတ်ပါဟုတ်ပြီနော်အဲ့တော့ကျမ်းစာကဘယ်လိုသုံးလဲဆိုတော့နှုတ်ကပတ်တော်ပြီးတော့ဓာတ်ကိုတဲ့စောင့်ထားပါဟုတ်ပြီနော်ဓာတ်ဒီတော့အဲ့မှာဘယ်လိုခုတ်လဲဆိုမိမိညီကိုချင်းကိုခုတ်တာဒီပြီးရဟုတ်ပြီနော်ရန်သူကိုခုတ်တာကအဲ့ဒီဓာတ်ကမိမိညီကိုချင်းကိုခုတ်တာအဲ့ဒါကယောဟန်15မှာပြောတယ်စာရွေးတီးစီခြင်းကခုတ်တဲ့ဓာတ်ဖြစ်တယ်ဟုတ်ပြီနော်တော့အဲ့ဒီဓာတ်ကဆိုတော့ကျွန်တော်ရဲ့အတ္တတာမှာလေဝိလို့ပြောရင်လက်ထက်မှာဘာရှိနေရမလဲဓာတ်ရှိနေရခုတ်တဲ့နေရာမှာလေကိုကမိမိမျိုးကိုလည်းမမှတ်ရဘသူမို့လို့ဆရာမို့လို့တပည့်မို့လို့ဟွာမို့လို့တရားမို့လို့ဆိုတာလေဝိမှာရှိကိုမရှိဘူးโอเคနော်အဲ့တော့ကျွန်တော်ရောက်စီတိုင်းဒီကနေ့ဖခင်ကကျွန်တော်ရောက်စီတိုင်းရဲ့အပေါ်မှာထားတဲ့ရည်ရွယ်ချက်ကအလိုတော်ဒီကောင်းမှာပြည့်စုံကြတယ်ကျွန်တော်တို့အပေါ်မှာပြည့်စုံပါစေတော့ဆိုတဲ့အလိုတော်ကဘာလဲဆိုကျွန်တော်ရောက်စီတိုင်းတစ်ချက်ကြည့်အောင်ဆိုတော့အေးပတ်3ပါ
17ဒီဘက်3 17ဘဲကြောင့်ဒီဟူကငါတို့သခင်ယေရှုခရစ်ကိုအကြောင်းပြီးထာဝရအကျဉ်းတော်ရှိတဲ့အညီကောင်းကင်ရက်တို့၌ထွတ်မြတ်အာနာဇတ်တို့သည်ဘုရားသခင်၏ထူးဆန်းသောပညာတော်ကိုအသင်းတော်အားဖြင့်ယခုသိရကြပြီအကြောင်းဒီအဲ့တော့သခင်ယေရှုကိုအကြောင်းပြုပြီးတော့တဲ့အဲ့တော့ထာဝရအကျဉ်းတော်ရှိရင်ကောင်းကင်ရက်နဲ့ထွတ်မြတ်အာနာဇတ်ဆိုတော့လေတော့မြေကြီးရလူတွေတော့လာမပြောနေတယ်ကောင်းကင်ရက်မှာရှိတဲ့သူတွေကအထွတ်မြတ်အာနာဇတ်တွေပေါ့တဲ့ဖယားသခင်ရဲ့ထူးဆန်းတဲ့ပညာကိုဘုသူအားဖြင့်သိမယ်တဲ့အသင်းတော်အားဖြင့်သိမယ်ဟုတ်ပြီနော်အသင်းတော်အားဖြင့်ကဲအသင်းတော်ဆိုတာပါလဲအသင်းတော်ဆိုတာပါကဲတီးပြီးသားလေအသင်းတော်ဆိုတာပါလဲအသင်းတော်ဆိုတာcall out ပေါ့နော်အသင်းတော်ဆိုတာ call out church လေနော်အကလေးရှာတော့အကလီယိုလို့ခေါ်တယ် act ဆိုတာကသူက call ကလီယိုဆိုတာက out နော် Greek လေဆိုတော့အဲ့တော့ call out ခေါ်ထုတ်ခြင်းခံရတဲ့သူအပြစ်နဲ့ရဲမှာအပြစ်စီခြင်းမှာခေါ်ထုတ်ခြင်းခံရတဲ့သူကိုအတင်းတော်ခေါ်တယ်။ကဲအဲ့တော့အဲ့ဒီမှာကျွန်တော်စမယ်အတင်းတော်အပြစ်တရားကြပြီအကြောင်းကြီးဆိုတော့ဒီမှာဒီဘက်မှာမရှိမလဲဆိုလို့ရှိရင်ယောတစ်စနစ်ကယောတစ်စနစ်ထိုသူကိုလက်ခံရတော့ဒီလိုကိုတော်ကိုယုံကြည်တော့ဖျားခင်ကြီးတားပြရတဲ့ခွင့်ကိုပေးရဒီမှာဖျားသားဆိုအဲ့ဒီဘက်မှာဒီဘက်မှာကျွန်တော်ဘယ်လိုရှိလဲဆိုရှင်ရောမ8389လောက်ပါရောမ89လောက်ပါကျွန်တော်ချက်ဖတ်19မှာဤလောကဒီဖျားခင်သားတို့ဒီပေါ်ထုတ်ခြင်းအရာကိုတော့တောင်းတာမျောလက်ရဲ့အရေးအဲ့ဒါက19လောက်အဲ့မှာလည်းဖျားသားပြရတယ်ကဲဟုတ်ပြီဒီအိမ်ရဲ့အခုဒီပါဖြော်ခြင်းဒီပါလေစမှုစာတွေပါဒီပါလှုပ်ထားတာရှိတယ်အေးတွေပါလှုပ်ထားတာရှိတယ်အခုဒီအိမ်မှာအဲ့ဒါဘယ်လိုလှုပ်တာအေးရှဒီမှာအများကြီးရှိတယ်ဘယ်လိုလဲဟိုအကြီးကဒီသေးလေးလားဒီလှုပ်တာဟုတ်ပြီနော်အဲ့တော့ဟိုလူကြီးဖြစ်စေလူငယ်ဖြစ်စေအသက်တော့ရှိတာပဲအသက်ရှိတာအလုတ်ပုံချင်းမတူသလိုအလုတ်ဖြစ်မြောက်တဲ့ပုံချင်းလည်းမတူဘူးအဲ့တော့ယုံကြည်တဲ့သူကတော့ဖယားသားဖြစ်ပေမဲ့ဤလောကကပြောတာကဖယားသားဆိုတာဒီဘက်မှာအဲ့တော့ဒီဘက်မှာအရင်တော့ဘုရားကောက်မှာကျွန်တော်ပြောခဲ့တယ်ကေတင်ချင်းကြတာကဒီဘက်မှာဖြစ်ပြီးတော့တမာတရားပြည့်တဲ့ဘက်ကဒီဘက်ဖြစ်တာဟုတ်သူကအဲ့လိုမျိုးဒါပေမဲ့ကေတင်ချင်းမရဘဲနဲ့တော့တမာတရားတွေမှာကျင့်တယ်လို့မရဘူးအဲ့တော့ကေတင်ချင်းကနာဝဉ္ဉဉ်ကိုအသက်ရှင်စေပြီးတော့ရှိလာတဲ့နာဝဉ္ဉဉ်အပြင်တမာတရားတွေမှာကျင့်တာလို့ရှိတော့တစ္ဆာတရားတွေမှာကျင့်တဲ့ခြင်းကိုပြောတယ်အဲ့ဒီတော့ worship ပါလို့ဘုရားကတတ်မှတ်တယ်အဲ့ဒီစံလုံးအဲ့တော့ဒီဘက်ကဖယားသားတယ်ဒီဘက်ကဖယားသားမတူဘူးခုနကကောင်းကင်နဲ့အထွတ်မြတ်အာနာဇတ်တွေကတဲ့ဖျားသခင်ရဲ့ထူးဆန်းတဲ့ပညာကိုအသင်းတော်အပြည့်ပြရမယ်အကြောင်းကြီးဆိုတဲ့ဟာကဒီဘက် church ပုံဒီဘက် church ဒီကောင်လည်းအသင်းတော်ဒီကောင်လည်းအသင်းတော်ကဒီနှစ်မျိုးရှိတာမဟုတ်ဘူးเนาะအသက်တာကနှစ်ရက်ဖြစ်နေတာဟုတ်ပြီเนาะအသက်တာကနေရွယ်တဲ့အသက်တာနဲ့ရင့်ကျက်တဲ့အသက်တာအဲ့တော့ဘုရားကကျွန်တော်ကျမ်းစာမှာကြည့်မယ်ရေးဆိုလို့ရှိရင်အသက်အရွယ်ကရင့်ကျက်ခြင်းရင့်ရော်ခြင်းနဲ့သွားတယ်အသက်တာကတော့ရင့်ကျက်ခြင်းနဲ့သွားတယ်ခရစ်တော်ရဲ့ကြီးရင်တဲ့ပမာဏရက်ဆိုတာကဒီဘက်ရက်ကိုပြောတာဟုတ်ပြီနော်အဲ့တော့ယေရှုခရစ်ဒီတိုင်းလေးဆိုတာဒီဘက်ဖြစ်တယ်ထက်ဆင့်တိဆောက်ခြင်းကဒီဘက်မှာဖြစ်တယ်ပေါ်ပြခြင်းနေ့ရက်ကားတဲ့ဘာအားဖြင့်ထင်ရှားလို့ဆိုမီးနဲ့ထင်ရှားမယ်အဲ့တော့ worship ကဘာနဲ့တူလဲသိလား worship ကလေဓမ္မဟောင်းခင်မှာဆိုလို့ရှိရင်ရစ်ပူဇော်တယ်ဆိုတာအဲ့ဒါ worship ပဲတိုးယူလာတဲ့တက်တယ်ရေဆေးတယ်ပြီးဘာလို့လဲမီးရှို့တယ်နော်အဲ့တော့၃ခုရှိတယ်နော်တိုးယူလာတဲ့တက်တယ်ဆိုတာကတွေးသွင်းခြင်းမရှိတဲ့ဖြစ်လို့ချင်းမရှိပြီးလို့ရှိရင်ရေဆေးတယ်ဆိုတာနှုတ်ကပတ်တော်ကြည်တာရည်နဲ့စေးမီးရှို့တယ်ဆိုတာဝိညာဉ်တော်ကနေတောင်းလောင်းတာပြောတာဟုတ်ပြီနော်ဝိညာဉ်တော်မီးနဲ့ကြအဲ့တော့လုံး၃ရက်ရှိတယ်အသွေးတော်ရှိတယ်နှုတ်ကပတ်တော်ရှိတယ်တန်ရှင်းတော်ဝိညာဉ်ဒီကနေ့ကျွန်တော်တို့အဆင့်ကဘာလဲဆိုနှုတ်ကပတ်တော်နဲ့စီကြောခြင်းကိုခံယူတာပြီးလို့ရှိရင်တန်ရှင်းတော်ဝိညာဉ်တော်ဘာလုပ်တော့လဲမီးနဲ့စစ်အဲ့ဒါအသက်ရှင်ဖို့ပြောတာမီးနဲ့စစ်ပါရေနဲ့စစ်ပါလားမီးနဲ့စစ်ပါလားအခုတရားရေဘူးတိုက်ကျွေးတယ်လားရေအေးတိုက်ကျွေးတယ်လားတရားရေအေးတိုက်ကျွေးလို့ရှိရင်ဝိညာဉ်တော်ရဲ့ဘာနဲ့လာလဲနှင်းနဲ့လားမီးနဲ့လားမီးနဲ့ပဲထွက်ရင်တွေ့လိမ့်မယ်မျိုးကြီးနော်ဒါအဲ့လိုမျိုးဆိုတော့ကဲဟုတ်ပြီအဲ့တော့ကျမ်းစာမှာတင့်ကိုလည်းရွှေကိုစစ်တကယ်လို့စစ်တယ်ရွှေကိုမီးရှို့ရင်ပါထွက်တယ်ရွှေအဲ့ထဲမှာချော်ရှိတယ်ရွှေထဲမှာဘာရှိလဲချော်ရှိတယ်ရွှေကိုမီးရှို့လိုက်ရင်ဘာထွက်လာလဲချော်
ချော်ထွက်သွားတယ်အထဲမှာရှိတဲ့အမြင့်ကြီးထွက်သွားတယ်တော့ရွှေကပြီးတော့ဝင်းတက်တာရွှေကိုမီးရှို့တယ်သိတယ်အမိုက်ကိုမီးရှို့ပါတော့ညော်ထွက်တယ်ပြတာရွှေကိုမီးရှို့ရင်ချော်ထွက်တယ်အမိုက်ကိုမီးရှို့ရင်အညော်ထွက်တယ်တင်းတို့ကိုမီးရှို့ပဲပါထွက်ဘာထွက်လဲသိလားအခုထွက်လာရင်လည်းမီးကြပြီလားကြားတယ်အခုတော့ဘောတော်လေးကြားနာပြီးလို့ရှိရင်အာပေါ်ရတယ်မရဘူးလားရတယ်ပြီးလို့ရှိရင်ဗာကြပြီလေမီးကြလာပြီအဲ့ချိန်ကျကိုဆရာဗာထွက်လာအဲ့ဒါကိုရဲ့ဖြစ်ချင်းအစ်စ်ပဲအဲ့ဒါကိုရဲ့ဖြစ်ချင်းအစ်စ်ပဲတချို့ကတော့ဗာထွက်လာလို့ဆိုအညော်ထွက်လာဒီဆရာလည်းတင်တာကြားတာအကြောက်ကဒီဖျားကြောင်းလာတာဝတ်ထားစားတာကြည်စမ်းအဲ့လိုမျိုးသိလားဟိုတယောက်ပုံစံချင်းမလေးငါပြောလိုက်ကြောင်ပြောတော့တခရိယအဲ့လိုမျိုးဟုတ်ပြီနော်အဲ့တော့မြစ်တာဒီခတ်တင်းကောအရာကိုဖုံအုပ်တိုက်တင်းတို့မူကားတဲ့မောင်မထဲမှာအမော်တော်တင်းတို့ခေါ်တဲ့ငွေဂုံကြီးစွမ်းကိုပေါ်ပြစီတင်းကရွေးထားတဲ့အမျိုးကျွန်တော်တို့ကိုဖျားကားလို့ပြောရွေးထားတာပေါ်ပြကိုရွေးထားတာရှိတယ်ဖုံးခိုင်းရတာရှိတယ်ကျွန်တော်တို့ကဖျားဖုံးခိုင်းတာကိုပေါ်ပြီးတော့ဖျားပေါ်ခိုင်းတာကိုဖုံးနေရှိတယ်မြစ်တာဒီခတ်တင်းကောအရာကိုဖုံအုပ်တိုက်ဆိုရှင်ပြောတာဟဲ့ကြားပြီးပြီလားအဲ့ကောင်မလေးဒီနောက်လိုက်သွားတယ်ပဲဒီကကြားပြီးမဲတပတ်လုံးမှပြန်လာအဲ့ဒါကဖုံးခိုင်းတာအဲ့ဒါကိုဘာလုပ်လဲရှောက်ပေါ်တယ်ပြီးတော့ဆူတောင်းချက်ကတင်သေးတယ်အဲ့ဒါသူဆူတောင်းချက်တင်လို့ပေါင်းနဲ့အတင်းပြောတာတကယ်ကြတော့လိုက်ဖွာဆရာဟိုဆူတောင်းချက်တင်သေးတယ်ကျမတို့အိမ်ဘေးရတယ်ဟိုတော်ကြီးရဲ့သားလေးမွေးစီဝါဆွဲနေတာအဲ့ဒါဒီဆူတောင်းပေးပါဦးတကယ်တော့ဘယ်သူမှမသိဘူးလားသူပြောလိုက်မှသိတာတဲ့ဗျာအဲ့တော့ဆူတောင်းချက်တင်ပေးလို့ပါမယ်ဘာလို့တာလဲလားသူများကိစ္စကိုပေါ်ပြီးအတင်းပြောတာတင်းတော်တယ်မှာသူပညာသားပါနဲ့တရားဝင်လုပ်တာသူအတင်းပြောတချို့ကျတော့သူဖုံးထားတာဟုတ်ပြီနော်တချို့ကျတော့ဖုံးတယ်ဘာကိုဖုံးလဲဆိုရှင်ကိုယ့်ရဲ့အသက်တာမှာဖျားသားဖြစ်ကြောင်းကိုဖုံးထားအလုတ်ကြိုင်ထဲမှာလည်းဖျားသားဖြစ်ကြောင်းတာပေါ်ပြလိုက်လို့ရှိရင်သူများရဲ့ကိုယ့်ရဲ့အလုပ်ကိုနေရာမပေးမှစိုးလို့သူများတွေကြားမှာဆိုလို့ရှိရင်ရှက်စရာအကြောင်းဖြစ်မှာဆိုပါတယ်ကိုယ့်ရဲ့ဖျားသားဖြစ်ခြင်းကိုဟုတ်ဖျားကကျွန်တော်တို့ကိုပေါ်ဖို့ရတာလားဖုံးဖို့ရတာပေါ်စရာရှိတာကိုပေါ်ဖုံးစရာရှိတာကိုဖုံးဖျားမပေါ်ခိုင်းတာကိုလိုက်ပေါ်ဖျားဖုံးခိုင်းတာကိုကြတော့ပေါ်ဖျားပေါ်ခိုင်းတာကိုကြတော့ဖုံးအဲ့ဒါပေါ်လိုက်တဲ့ဖုံးလိုက်တဲ့ရှုပ်နေတာပဲခင်ဗျာနော်အဲ့တော့အဲ့ဒါကြောင့်လေနော်ဥစားလေနော်အေးသားနော်တကယ်ဆိုမြင်နေဖုံးလိုက်ပါလားဟုတ်လားနော်အဲ့ဒါကိုဖားတယ်ကိုဘာလာကြည့်တယ်အဖွေလေးအရက်ပြီးတောက်လို့မူးနေတာအမှကြည့်လို့လာကြည့်တာအဲ့တော့လည်းကိုကထားကြည့်တယ်ပြီးရောလားနော်အဲ့လိုဖြစ်တာအဲ့တော့ကျွန်တော်ရဲ့အတ္တတာမှာအခုဝိညာဉ်တော်ကကျွန်တော်ကိုလေနေ့ရက်တိုင်းမှာဒီမှာဖခင်ကကျွန်တော်ကိုဒီဥဒိစကားကြားစီတယ်ယုံကြည်လက်ခံတဲ့အခါမှာတစ်စိတ်ခတ်လိုက်တယ်အဲ့ဒီဝိညာဉ်တော်ကနေပြီးနေ့ရက်တိုင်းမှာလုပ်တယ်တွန်တင်ပဲ့ပြင်တော့ပုံသွင်းနေတာဖြစ်တယ်ပုံသွင်းနေတာဖြစ်တယ်အဲ့ဒါအဲ့လိုခုတ်တစ်ပဲ့ပြင်အဲ့တော့ယောဟန်ခန်းကြီးအစင်မှာဆိုရှင်ငါဒီကောင်းသောသူလေးကိုပြောတယ်ခန်းကြီး15ရောက်ငါဒီမှန်သောပြည့်နေတယ်လို့ပြောတယ်ကောင်းသောနဲ့မှန်သောဟုတ်ပြီနော်ကောင်းတာနဲ့မှန်တာဘယ်အကြိုက်လဲကောင်းတာနဲ့မှန်တာဘယ်အကြိုက်လဲဆိုအမှန်ကျတော့ကြိုက်လို့မရဘူးသူကအကြိုက်ပြောရင်လည်းအမှန်ပြောအမှန်ပြောရင်လည်းအကြိုက်မရဘူးလေနော်ကျွန်တော်ဟိုတစ်ခေါက်ကပြောတချို့ကအကြိုက်ပဲပြောတယ်တချို့ကအမှန်ပြောအမှန်ပြောရင်ဘယ်သူမှတော့မကြိုက်ဘူးတကယ်အဲ့ဒါရှင်ဟန်ပြောတယ်နောင်တရကြတော့အခုချိန်မှာနောင်တရကြတော့ပြောကြိုက်တယ်ဟောငါတို့ဘာလုပ်လဲနော်အဲ့ဒါအဲ့လိုအမှန်ပြောရင်ဘယ်သူမှတော့မကြိုက်ဘူးအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဘုရားကလောကကောင်းကင်ကြီးကြီးအထွတ်ပြအာနာဇက်တွေကတဲ့အသင်းတော်အားဖြင့်ပဲသိရတယ်အရှင်တို့ပြောတာခရစ်တော်ကဘုရားကကျွန်တော်ဒီလောကကြီးကိုလေသူကအခုချိန်မှာသူ့အားဖြင့်သူကအလုံးမလုံးဘုရားအားဖြင့်ပဲလုပ်လဲအသင်းတော်ဆိုဘူးလေအသင်းတော်ဆိုဘူးလေခေါ်တော်မူခြင်းကိုခံရတဲ့သူကအသင်းတော်ကျွန်တော်ကိုယ်တိုင်ဖြစ်အသင်းတော်ဒါပေမဲ့ဘုရားပြောတဲ့အသင်းတော်ကလောကသားကိုအကူအညီပေးမဲ့အသင်းတော်ကဒီဘက်ကအသင်းတော်ဖြစ်တယ်ယောရှေဆက်ကိုဒီလောကကြီးဖျားခင်သားတို့ပေါ်ထခြင်းရာကိုအလုံးတောင်းတမျှော်လင့်နေတဲ့အသင်းတော်ဖြစ်တယ်ကဲအဲ့တော့ကျွန်တော်မဿဲ25မှာကြည့်ရနော်အဲ့မှာတို့သမီးတွေ့တယ်မဿဲ25မှာတို့သမီးတစ်ချိန်တွေ့တယ်အဲ့ဒီမှာ9ယောက်ကပညာရှိတယ်9ယောက်ကအမိုက်ဖြစ်တယ်တဲ့နော်မိုက်တော်သူတို့ဒီမိကွက်ကိုသာယူ၍စီကိုမယူကြကဲဟုတ်ပြီမိုက်တော်သူကလည်းဘာပဲယူတယ်ဘာမယူတဲ့နဲ့မိကွက်ကိုပဲယူတယ်စီခွက်ပဲရှိတယ်စီမရှိဘူးတဲ့ဟုတ်ပြီနော်မိုက်တော်သူဆိုတာလေကျမ်းစာမတဲခုမှာပြောထားတယ်ဘာပြောထားလဲဆိုရှင်ငါစကားကိုကြား၍နားမထောင်တော့လူမိုက်တဲပေါ်မှာစောက်တယ်တဲ့ငါစကားကိုကြား၍နားထောင်တဲ့သူပညာရှိကြောက်ပေါ်မှာစောက်တယ်လူမိုက်ဖြစ်ဖို့ဆိုတာကလေကျွန်တော်စေးရီးမှတိုင်းထွာမှဖ
ရားစကားမသိတာကိုပြောတာမဟုတ်ဘူးကျမ်းစာကတုံးနေတာပါအဲ့ဒီလူတွေကထားလိုက်အပြင်မှာလူမိုက်ဆိုတာကဖရားစကားမကြားတဲ့လူပြောတာမဟုတ်ဘူးမသိတဲ့လူဖရားစကားကြားပြီးတော့နားမထောင်တဲ့လူကဲမကြားလို့နားမထောင်တယ်ကြားပြီးနားမထောင်တယ်ဘယ်သူညံ့ပြီးတော့ခရစ်တော်ကိုမသိလို့မပြောင်းနေတာနဲ့သိပြီးမပြောင်းနေတာဘယ်သူညံ့မိဘကမတက်နိုင်လို့10တန်းမအောင်တာနဲ့မိဘကတက်နိုင်ပါရဲ့နဲ့10တန်းမအောင်တာဘယ်သူညံ့လောကသားကသူများကိုမချစ်တတ်တာနဲ့ဖရားသားသူများကိုမချစ်တတ်တာဘသူကပို့ပြီးတော့ညံ့လို့ကျွန်တော်မိတ်ဆွေတယောက်ပေါ့နော်သူပြောပြတက်တိခံတယ်ပြောတယ်တင်းတော့တက်တိခံတယ်ကျမလေးတဲ့ရန်ကုန်နိုင်ငံတွေကြက်တယ်မလားအဲ့တော့ထိုင်နေလုံးနဲ့အဖွားကြောက်လေးတဲ့ကားပေါ်တက်လာတုံရှိနဲ့အရန်တနာကိုပေါ့နော်ကျမစိတ်ထဲမှာအရန်တနာသွားတယ်ငါနားသာရောက်လာရင်ငါနေရာထပေးမယ်လို့ကျမစဉ်းစားလိုက်တယ်ပေါ့နော်စဉ်းစားလိုက်တဲ့အချိန်မှာတဲ့စိတ်ထဲမှာလည်းကြီးနေခြင်းတစ်ခုဖြစ်တယ်ဟောငါတို့ဘုရားသားသမီးပြသူများကိုပြစ်တာတည်ထားပါလားအရင်ကြည့်တတ်သွားတယ်သူကစဉ်းစားလို့ရှိတယ်အိမ်သားလူတယောက်ထပေးလိုက်တယ်ဟုတ်တယ်ကိုကချစ်ဖို့စဉ်းစားလို့သူများဘာလို့ပြီးတယ်လဲအဲ့ဒီလူကလောကကောပြီလားအဲ့ဒီလူကပါလေလောကသားဖြစ်တယ်နော်ဆိုသူအဲ့ဒီမှာဗာတိလိုက်တယ်ဆိုတော့ငါချစ်တာလောက်ကတော့လောကသားလေချစ်တယ်နော်ငါချစ်တာလောက်ကတော့လောကသားလေချစ်အချင်းချင်းချစ်တာလောက်ကတော့လူဒီမှာလည်းရှိတယ်လောကသားမရှိအချင်းချင်းချစ်တာလောက်ကတော့ဖရားကိုသိကြမှာမဟုတ်ဘူးနော်အချင်းချင်းချစ်တာလောက်ကတော့ဖရားကိုသိကြမလို့အဲ့တော့ဖရားကကျွန်တော်ရဲ့အသက်တာဒီဘက်အသက်တာနဲ့သွားစီချင်အဲ့တော့မိုက်တော်သူကြီးဆိုတာကဖရားစကားမကြားတာမဟုတ်ဘူးဖရားစကားကိုကြားပြီးနားမထောင်နဲ့ဘာပဲယူလဲဆိုတော့ခွက်ပဲယူတယ်ဘာမယူလဲစီမပါဘူးကျွန်တော်ခရီးရနေခုဘာရှိလဲခွက်ဆိုတာကပုံစံဟဲ့လားဘာလို့ရှိလဲပုံတော့ရှိတယ်ဘာမရှိလဲစီမရှိအသက်မရှိဟုတ်လားအသက်ရှိတဲ့ပုံမှာပုံသက်ပြီးလို့ခေါ်တာဟုတ်ပြည့်မှာသူကတော့ပုံတော့ရှိတယ်ဘာမရှိလဲခဲကအသက်မရှိနော်ခွက်ပဲရှိတယ်စီမရှိဘိုးကရွာနေတယ်ရေကကျနေတယ်တချို့ခွက်တွေကလှန်ထားတယ်တချို့ခွက်တွေကမှောက်နေတယ်ရေကတော့မထိဘူးလားရေကတော့ထိနေတယ်ခွက်တွေမှာရေမစုံနေဘူးလားစုံနေတာတော့ဘာဖြစ်တယ်ထင်တယ်ရေထိနေတာဘာဖြစ်တယ်လို့ထင်တယ်ရေရှိနေတယ်လို့ထင်တယ်သိလားတကယ်တော့ဘာဖြစ်နေလဲရေထိနေတာနော်ရေရှိမရှိဆိုတာရေငတ်လို့ရှိရင်တောက်ကြည့်ပေါ့သိမှာပေါ့ဒီကပြီးတော့မခွန်ကြီးပေါက်နေတာဟုတ်ဆိုင်ကြည့်တော့တဲမှာဟောက်ပတ်ကြီးဖြစ်တယ်ဟုတ်ပြီနော်ကဲအဲ့တော့ဣသရာဝုထုပါနော်ဣသရာဝုထုပါဘယင်ကတိုင်းနိုင်ငံစီးစိမ်ကိုသွားတယ်မူးတော်မတ်တော်ကျွန်းတော်တွေကိုပြနော်တော့အဲ့တော့မှသုံးထားတယ်ဒေါ်ဆိုပြီးတော့သုံးထားတယ်ဘာဖြစ်လို့သုံးလဲဆိုတော့သူကလမ်းဘေးကခွေးသွားရိုက်ရင်တဏှာရှိတာတထေးခွေးရိုက်ကြည့်မလားဘာဖြစ်မလဲတထေးခွေးသွားရိုက်ကြည့်ဗမာစကားပုံရှိရနော်ခွေးရိုက်ရှိရင်လည်းခွေးရှင်မျက်နှာကြည့်တယ်နော်အခုဒီမှာတထေးတွေဆိုလို့ရှိရင်တို့ခွေးတွေကိုထိန်းဖို့အတွက်လူတယောက်တက်တက်ကားတယ်နော်သူအဲ့လိုမျိုးပဲအဲ့ဒါကြောင့်ဒီရှင်ဘုရင်ကဧကရိဖြစ်တဲ့သူ့နားမှာနေတဲ့လူတွေအားလုံးနောက်ကဒေါ်တက်သွားတယ်မူးတော့မတ်တော့ကျွန်းတော်ကဘယ်လိုလဲကျွန်းတော်မျိုးအဲ့လိုမျိုးသုံးတယ်အဲ့ဒီသူတွေကိုလည်းတိုင်းပြည်စီးစိမ်ကိုပြလိုက်ပြဘုရင်ကလိုက်ပြတယ်ပြီးတဲ့ပြောပြန်လာပြီးတော့မှသူက9ရက်ပတ်လို့တော့ပွဲခံ9ရက်မြောက်တဲ့နေ့မှာဘုရင်ကရှင်လန်းတဲ့စိတ်ရှိတယ်လားမိဖုရားဝါရှိကိုခေါ်တယ်မိဖုရားဝါရှိကအစင်းလာဟုတ်ကဲ့မိဖုရားဝါရှိကဘာလာလဲအစင်းလာကဲဟုတ်ပြီအဲ့ဒီမှာကျွန်တော်မေးချင်တာက9ရက်မြောက်တဲ့နေ့ဆိုတာဘာလဲဆိုတာ9ရက်မြောက်တဲ့နေ့ဘာနေ့လဲတပတ်မှာဘယ်ရက်ရှိလဲ9ရက်မြောက်တဲ့နေ့ကဘာလဲတတမနေ့ဟုတ်တယ်ပတ်ပါလေတတမနေ့ဘာလို့လဲ9ရက်မြောက်တဲ့နေ့ကတတမနေ့ပတ်ပါလေနာဥပုပ်နေခေါင်းတော့နေဥပုပ်နေလူရင်းကိုမရဘူးဥပုပ်နေဥပုပ်နေလာခရဲတော့ဒီဥပုပ်ဘယင်ကရှင်လန်းတော်စိတ်ရှိတယ်ဟုတ်လားအဲ့တော့ကမိဖုရားကိုခေါ်တယ်ဟုတ်လားနော်ဥပုပ်နေဘယင်ရှင်လန်းတဲ့နေနော်ကဲဟုတ်အဲ့ဒီအချက်တွေကျွန်တော်ကြည့်ရအောင်ဥပုပ်ရိပ်ပါဘယင်ရှင်လန်းတာကဘယင်ရှင်လန်းတဲ့နေရာဥပုပ်ရိပ်ဘုံနေမှာပြည့်ရှင်မိမဖြစ်လို့ထမင်းချက်တာလားထမင်းချက်လို့မိမဖြစ်တာလားမိမဖြစ်လို့မိမချက်ထမင်းချက်လို့မိမဖြစ်တယ်လို့ရှင်
နော်တမင်းကျလို့သာမိဘဖြစ်မယ်ဆိုရင်တော့မလေးနော်စင်ကွာလူရောမသက်တာနော်ကဲအဲ့တော့ဘယင်ကမိဖုရားရှိလို့ရှင်တန်းတာလားဘယင်ရှင်တန်းလို့မိဖုရားရှိတယ်လား မိဖုရားရှိလို့ရှိလို့ ဟုတ်လားအဲ့တော့ဥပုံနေပါဘယင်ရှင်တန်းတာလားဘယင်ရှင်တန်းတဲ့နေရာဥပုံနေလား ဘယ်ရှင်လဲနေရာဘယ် ဟုတ်ပြီနော်ခုနှစ်ရက်မြောက်တဲ့နေ့ဆိုတာကဖန်ဆင်းခြင်းမှာဆိုလို့ရှိရင်ဗာနေတယ်ဆိုရင် rest ဟုတ်တယ်နော်ဗာလဲဗာနေတယ် rest အဲ့ဒီ rest တဲ့နေ့ကဗာနေတယ်ဆိုဘယင်ရှင်တန်းနေအဲ့ခုနှစ်ရက်နေ့ကဗာနေတယ်ဆိုမိဖုရားရှိတယ်ဟုတ်ပြီကဲအဲ့တော့မေးမယ်နော်မိဖုရားရှိလို့ဘယင်ရှင်တန်းလားဘယင်ရှင်တန်းလို့မိဖုရားရှိတယ်လား မိဖုရားရှိ 我不知道。မိဖုရားရှိလို့ဘယင်ရှင်တန်းလားဘယင်ရှင်တန်းလို့မိဖုရားရှိတာ သေရှင်လမ်းမိဖုရားရှိရ ဘယင်ရှင်တန်းလို့မိဖုရားရှိတာဟောအဲ့ဒါဆိုသမင်းချက်လို့စကားဖြစ်တာပေါ့အခုပျော်တဲ့နေ့မှာအမကစကားဖြစ်တာလားစကားဖြစ်လို့ပျော်တာလား စင်ဒီဖြစ် အေးလေအဲ့ဒါရှင်းရှင်းလေးပဲမဟုတ်ဘူးတဲ့ အဲ့ပုံမှာရေးတယ် အဲ့လိုမေးပါလား အဲ့ပုံမှာရေး လက်ပါရော ဟုတ်ပြီနော်အဲ့တော့မိဖုရားရှိပြီဟေ့ဆိုရှင်ဘယင်ရှင်တန်းနေ့ကဘုံအဲ့တော့သခင်ယေရှုကကျွန်တော်တို့ကိုအိမ်တော်ပြုကျင်တာလားရည်စားထားကြတယ် အင်္ဂါပြုခြင်း ဟုတ်ပြီနော်လက်ထပ်ကျင်တာတို့မျိုးတိုးတငယ်ရဲ့ရည်စားထားပွဲဆိုတာရှိလားတိုးတငယ်ရဲ့ဘာပွဲလဲ လက်တော့ပွဲ လက်ထပ်ပွဲမင်္ဂလာဆောင်ပွဲရည်စားထားပွဲဆိုတာမရှိပါဘူးကျွန်တော်တို့ကတပတ်တစ်ခါလာချိန်တာလေဟာကိုလွမ်းတယ်ဟာမလေးကိုမရှိရင်ကျမမရှိမြေတွေပါကြာပြီးလို့ရှိရင်ကိုဖျားเจ้าမှနေကြတော့လိုက်မလာနဲ့ကျမချိန်ထားသေးတယ်ဒီနေ့ဝင်မထားခဲ့ဟုတ်ဘူးတသားတကူလေးဖြစ်စေချင်တာဖျားကကိုမိဘကိုစွန့်ပြီးကိုခင်ပေါ်နိုင်ပြီးဝဲအချင်းသူဒီငါ့တက်ကိုမိဘကြီးကိုပေါ်မှာဘူးချစ်တယ်ဆိုတာကလေအဲ့ဒါတွေကိုပြောတာမဟုတ်ဘူးအဲ့လိုပြောချင်တာမျိုးမဟုတ်ဘူးသိလားဒီများเนี่ยအခုမင်္ဂလာဆောင်ပြီးဆိုတာတို့အမလေးကျမကလေအခုကျမကလေအမေကိုမခွဲနိုင်ဘူးနော်နှစ်လလောက်တော့လေကျမနဲ့အခုကြားမှာအမေကိုခေါ်တိတ်တယ်လူရှိလားရှိလားတအိမ်နဲ့တူနေပြီမဲ့တစ်ခါနဲ့တူနေလားမနေပါဘူးမိဘအိမ်ထဲမှာရှိကောင်းရှိမယ်ဒါပေမဲ့ကိုကဒီများဆိုတာကတစ်ခါတက်တက်နေဖို့နေတယ်ဟုတ်ပြီနော်အဲ့ဒါကိုပြောတာအကျဉ်သူကငါထက်မိဘညီကိုမောင်မကိုနေရာပေးတယ်မဟုတ်ဘူးအဲ့လိုမျိုးကိုဖခင်ကလက်မခံဘူးသူနဲ့ကျွန်တော်တို့နဲ့ကိုဗါလဲဆိုတော့လက်ထက်တယ်ကိုမိဘကိုဆိုကိုခင်ပေါ်တိုင်းမိဝဲလို့ရှိရင်နှစ်ယောက်မဟုတ်တော့ဘူးဘာဖြစ်သွားလဲတသားတကူကြီးဖြစ်တယ်သူအဲ့ဒါကိုလို့ရှိတာနော်အဲ့တော့ဘယင်ရှင်တန်းတဲ့နေ့ဆိုတာကသူမိဖုရားရှိတဲ့နေ့ကဘယင်ရှင်တန်းနေ့အဲ့ဒီနေ့ကဥပုံနေ့โอเคနော်အဲ့တော့ကျွန်တော်တို့ကဥပုံနေ့မှာကျွန်တော်တို့ကပြင်ဆင်ဖို့လိုလားကျွန်တော်တို့ကမိဖုရားဖြစ်ဖို့ပြင်ဆင်ဖို့လိုလား မိဖုရားဖြစ်ဖို့ ကျွန်တော်တို့မိဖုရားဖြစ်ရင်ဘယင်ဘာဖြစ်ပြီလဲ ရှင်လမ်း အဲ့ဒီနေ့ကဘာနေ့လဲ ဘုဘုနေ ကျွန်တော်တို့ကမိဖုရားဖြစ်တာအချိန်တိုင်းဖြစ်မှာအချိန်ပိုင်းဖြစ်မှာ ရှင်လမ်း ဒီမှာအချိန်ပိုင်းမင်္ဂလာဆောင်နေတာလူရှိတာဟမ်ရှိလားအချိန်ပိုင်းမင်္ဂလာဆောင်တဲ့လူရှိလားမရှိဘူးရှိတာကြားဘူးလားအချိန်ပိုင်းမင်္ဂလာဆောင်တယ်တချို့ကလေမပြောသေးတယ်ကျွန်တော်ကအချိန်ပိုင်းဘူးလို့ဆောင်တယ်ပြောသေးတယ်တော့ကြာကောင်းတယ်ကအချိန်ပိုင်းရောက်ပါဦးနော်ကျွန်တော်ဗဇက်ကလေးစက်ကတ်ထားတယ်ဆိုတာရှိသေးတယ်ကောင်းကင်ကဗဇက်ပဲရောက်တာပြောလို့ကျွန်တော်နှခမ်းကြီးသွားရအောင်လို့တင်းတို့ဒီနှုတ်နဲ့ချင်းကပ်ပြီးငါ့ကိုနှုတ်နဲ့ယူတည်တယ်တဲ့ကောင်းကင်ကနှခမ်းကြီးသွားရအောင်အဆင်ပြေမယ်နော်ဒါအဲ့တော့ဖခင်ကသူကမိဖုရားရှိတဲ့ခါမှာဘယင်ကတပါလေရှင်လန်းတယ်အဲ့ဒီနေ့ကတတမနေ့ပြောချင်တာဥပုံနေ့ပြောတာနော်ဥပုံနေ့မှာဘယင်ရှင်လန်းတာမဟုတ်ဘူးသိလားဘယင်ရှင်လန်းတဲ့နေ့ကဖခင်အနားယူတဲ့နေ့ကဥပုံနေ့ပဲ rest အဲ့တော့ဖခင်ကဘယ်အချိန်မှာသူရှင်လန်းလဲဆိုရှင်သူမိဖုရားရှိရင်သူရှင်လန်းတယ်အဲ့တော့အဲ့ဒီမိဖုရားဆိုတဲ့အရာကဒီဘက်ဖြစ်တယ်ဒီဘက်မဟုတ်မှတ်ထားချိုကလေးကဒီအချိန်မှာဆိုပါစို့နော်ဒီကလေးမလေးကအခုကြာအပြူလေးဆိုပါပြီချိန်ကြိုက်လက်ထပ်မယ်ဆိုပါစို့နော်သူငငယ်တော့ကသူ့ရီးစားကားပြောတဲ့လူရှိလား ရှိရှိ မလေး ဒါမှကျွန်တော် မှတ်ထားကျွန်တော်ကြားဥပါတယ်အဲ့လိုလေးကလေးငယ်လေးတောင်းလို့ရှိရင်ဒီသူကကြီးလိုက်ရင်လက်ထပ်မှာအဲ့လိုသူဘလို့ပဲပြောအရွယ်မြောက်တဲ့သူကိုဘလူးမှနံပြီးစုပ်ကိုမြောက်လည်းမချင်ဘူးဟုတ်ပြီနော်နံပြီးစုပ်မြောက်လည်းမချင်ဘူးတိလားမင်းကလေးဆိုတာကအချိန်တိုင်းအိမ်တော်ပြုမှမှန်ပဲမဲ့ငငယ်ရွယ်နဲ့တော့အိမ်တော်ပြုလို့ရတာမရဘသူမှလည်းသူ့ကိုလက်ထပ်ခွင့်မတောင်းမှာမဟုတ်ဘူးငါ့ကိုလက်ထပ်ပါလားဟဲ့တိလားလက်ထပ်ပါလားဘူးမှပြောဘူး
အသွားပြောကြည့်အဲ့ဒါနဗီဆိုမြောက်တဲ့အချိန်ကကလေးသူရဲ့အဥတွေနဲ့တရားဆော့ထားတာတခင်ယေရှုကလည်းကျွန်တော်တို့ကိုအရွယ်မရောက်တဲ့အပြုတော်ကိုဘယ်တော့မှလက်မထားဘူးတခင်ယေရှုကနော်တခင်ယေရှုကအဲ့ဥပဒေထက်ပိုပြီးသိတယ်သူကနော်တခင်ယေရှုကစင်ကူနိုင်ငံလေအရင်တော့ဘယ်သူမှစိတ်ဝင်စားဘူးသိလားဒါပေမဲ့စင်ကူအပြုပေါ်ဝင်လာတယ်နိုင်ငံကစိတ်ဝင်စားလားအခုကြည့်လိုက်လေစင်ကူနိုင်ငံကိုကြည့်လိုက်အရင်မလှပဘူးလားလှပလာတော့နိုင်ငံတကာကလည်းစိတ်ဝင်စားလာမှသူတို့နဲ့လာပြီးတော့ချိတ်ဆက်ပြီးတော့လုပ်ကိုလုပ်တယ်အခုမြန်မာနိုင်ငံလည်းအပြူပေါ်ဝင်ကဝင်စားပြတာထမင်းကြီးတော့ဝတ်တက်တာဟုတ်လားနော်အဲ့လိုမျိုးဖြစ်တာရှင်းပြတာလည်းတက်တာဖြစ်တယ်မှတ်ထားပါတစ်မှတင်အသက်ဘလောက်ပဲရှစ်ရှစ်အရွယ်မရောက်ရင်တင့်ကိုဘယ်သူမှစိတ်ဝင်စားဘူးဟုတ်ပြီနော်ခရစ်တော်ကဒီအချိန်မှာဘာလုပ်လဲဆိုတော့ကျွန်တော်ယောဟန်7မှာငါတို့နေရာအခန်းကိုလည်းသွားပြင်နေတယ်တဲ့ဘာပြင်နေလဲအခန်းပြင်နေတယ်အခန်းပြင်နေတယ်ယေရုရှလင်မြို့တစ်ကလည်းမင်္ဂလာဆောင်တို့သူမိကတို့ပြင်ဆင်ပြီးတော့ဆင်းလာတယ်တဲ့ဗျာဒိတ်27မှာကဲကျွန်တော်တို့စိတ်ကလေးမှာအတိပြင်ဆင်ပုံစံပြောင်းနေခြင်းတို့ရောက်တယ်ကဲတော့တို့သားကအခန်းပြင်နေတယ်တို့သူမိကဘာလုပ်ရမလဲအလှပြင်ဟုတ်ပြီနော်တို့သားကအခန်းပြင်နေတဲ့အချိန်မှာတို့သူမိကဘာပြင်ရလဲရှာပြင်တော့ပြင်နေဘာပြင်လဲဖောက်ပြင်နေတယ်တချို့ကသိလားတချို့ခရိယာတွေဘာဖြစ်နေလဲရှာပြင်လိုက်တာမှမလီပြင်ဘာပြင်ဖောက်ပြင်နေတယ်ဟုတ်ပြီဟုတ်ကဲအဲ့တော့ကြည့်အောင်ကဲအဲ့မှာမိဖုရားအဲ့ဒီအရာတွေတော့မိဖုရားရှိတဲ့နေ့ကသူ့အတွက်ဥပုပ်ပဲဖြစ်တယ်အဲ့ဒီအချိန်မှာမိဖုရားဝါရှတိကတယ်မိဖုရားဝါရှတိကအစင်းလာဟုတ်ပြီနော်အဲ့ဒီမှာမိဖုရားနှစ်ပါးရှိတယ်မိဖုရားဝါရှတိအကြောင်းရှိတယ်မိဖုရားဣဒ္ဓာအကြောင်းရှိတယ်မိဖုရားဝါရှတိကအရင်ကြားတယ်သူဖြစ်တယ်မှတ်ထားပါတင်အရင်ရောက်ခြင်းကအရင်ကြခြင်းကိုအာမခံချက်မပေးဘူးဟုတ်ပြီနော်ကျွန်တော်ငါခရစ်ယာန်ဖြစ်တာဘယ်လောက်ကြာလဲငါအတင်းတော်မှာပါဝင်တာဘယ်လောက်ကြာပြီဆိုတဲ့အရာကဖယားရှိမှအရင်ရောက်ခြင်းကိုအာမခံချက်မရှိဘူးအရင်ကြာတော့လို့ဒီနောက်ကြာတယ်နောက်ကြာတော့လို့အရင်ကြာတယ်ဆိုတော့ကျွန်တော်ယုံတဲ့လေပြီးပါဝင်အားလုံးကြာဘူးလေသိလားယုံကမြန်တယ်လက်ကနေတယ်နှင်းချင်းမြန်ခြင်းနဲ့မဆိုင်ဘူးပြေးခြင်းနဲ့ပဲဆိုင်ဘယ်လောက်မြန်အောင်ပြေးနိုင်ပြီဖြစ်စီ तू မပြေးရင်ချင်းပဲဟုတ်ပြီနော်ယုံကမြန်အောင်ပြေးနိုင်တယ် तू ကဟုတ်ပြီနော်ဘယ်လောက်ပဲပြေးနိုင်မပြေးရင်အချီးနီးပဲအဲ့ကြောင့်အရင်ကြပြီပဲဘာဖြစ်တယ်နောက်ကြတယ်အဲ့တော့ကျမ်းစာမှာကြည့်လို့ရှိရင်ယောနာဆိုတာလွတ်သက်ရင်းနဲ့ဖြစ်တယ်ရှမွေလဆိုတာလွတ်သက်နုနဲ့ဆိုဖြစ်တယ်ဖယားစကားကြားရတယ်နော်အဲ့လွတ်သက်ရင်းနဲ့ယောနာထပြေးတာဘာမှမရှိတဲ့ရှမွေလကထပြီးတော့လာတာနော်ကျတူဖယားစကားနဲ့လူစကားကွဲပြားပြီးမသိခင်အချိန်တွေကလေနာခံမှုနဲ့လာတာဟုတ်ပြီနော်ကဲကျွန်တော်ကလိုက်ဆိုအောင်ငါစကားကိုနားထောင်ပြီးပြောင်းလဲကြတော့ငါဝိညာဉ်ကိုတင်တို့ပေါ်သို့ငါသုံးလောင်း၍ငါစကားဤအနက်တိတ်ပဲကိုနားလဲစီအဲ့တော့ဖယားကကျွန်တော်တို့ကိုနားလဲတာမလို့ချင်ဘူးနားထောင်တာမလို့ချင်နားထောင်ပြီးပြောင်းလဲရင်သူ့ဝိညာဉ်ကိုသုံးလောင်းပြီးတော့စကားရဲ့အနက်တိတ်ပဲကိုနားလဲစီလို့ပြောအဲ့တော့ဒီရှမွေလကဖယားစကားကြားလဲကြားတာလေသူထလာတာလူခေါ်တယ်ထင်လို့ကြားတာနဲ့ထလာတာယောနာကကြားတာနဲ့ထပြီးတာဟုတ်ပြီနော်အဲ့တော့ယောနာနဲ့ရှမွေလကသူလွတ်တဲ့ရင်ယောနာကလွတ်တဲ့ရင်နဲ့ပို့ပြီးတော့ပြောတတ်ဟုတ်ပြီနော်လွတ်တဲ့ရင်ဒါပေမဲ့အရင်ကြခြင်းကအရင်ရောက်ခြင်းကိုအာမခံချက်မပြီးဘူးအခုမိဖုရားဝါရှတိအစင်းလာလားအစင်းလာကဲမှတ်ထားပါနော်အစင်းဆိုတာဖန်ဆာတဲ့သဘောရှိတယ်အစင်းဆိုတာဘယ်သဘောရှိလဲဖန်ဆာတဲ့သဘောရှိတယ်အသင်းတော်မှာဥဆောင်နိုင်တယ်တရားဟောနိုင်တယ်အရန်တော်တာပဲသိပြီလားဟိုညနေပြောတယ်တလဲဆိုချင်ပါလေအသေးတော်ဆိုတဲ့ကောင်မလေးလေသွားအဲ့လိုမျိုးအဲ့ဒါပါလေအစင်ဟုတ်လားဝရှိဦးဆောင်တာလေစပင်းစပလောက်လေးနဲ့ကောင်မလေးစကတ်တူလေးနဲ့လေအဲ့လိုမျိုးပေါ့အဲ့ဒါအစင်လို့ဟုတ်လားဝရှိချောလားချောတယ်ကျွန်တော်တို့ချောလားချောတယ်ဟုတ်လားဒီတော့မှာပါဝင်လားချောတယ်နော်ပါဝင်ဒါပေမဲ့သူကဘယင်ကိုချစ်ဟုတ်ပြီနော်အစင်းကတော့လှတာအတွင်းမှာကျတော့ဘယင်ကိုချစ်အတွင်းထဲမှာမာနနဲ့ပြီမာနဒီပညာမဲ့တွေရဲ့လက္ခဏာဖြစ်တယ်မေတ္တာဒီပညာကြီးတွေရဲ့လက္ခဏာဖြစ်တယ်ဟုတ်ပြီနော်သူကအစင်းရှိရင်လည်းအထဲမှာအချင်းမပါနော်ခွက်ပါမယ်ဘာမှမပါဘူးလေစီမပါနော်အဲ့တော့သူကနေရာမရလို့နေရာပြောက်တာမဟုတ်နေရာရပါရက်နဲ့အစင်းရှိပြီးတော့အချင်းရှိတဲ့အတွက်အရင်ရောက်ပြီပဲသူကနောက်ကျတယ်ဘယင်ကသူ့ကိုဖယ်လိုက်ပြီးတော့အဲ့မှာနောက်တစ်ယောက်ညီဖို့ဖြစ်လာတာပေါ့ဟုတ်လားအဲ့တော့အဲ့ဒီမှာ
ကျမ်းစာမှာကြည့်တဲ့အခါမှာဒီဣဒတာနှစ်မှာအထံတော်၌ခစားသောကျွန်ဣဒတာနှစ်မှာနော်အထံတော်မှာခစားတဲ့ကျွန်တွေကတဲ့အရှင်မင်းကြီးကိုတဲ့အစင်းလာသောသမီးကကြောင်နိုင်ငံတော်တွေကရှာရပါပြီကြောင်းအခွင့်တောင်းတယ်ဘယင်ကပြောတာလားကျွန်တွေကပြောတာလားဘလို့ကျွန်လဲအထံတော်မှာခစားတဲ့ကျွန်အထံတော်မှာခစားတဲ့ကျွန်ကဘယင်မျက်နှာကြည့်ရင်ဘာဖြစ်လဲဆိုတာသိလားအတူတူနေမသိဘူးလားဘယင်နားမှာနေတာကြာလာလို့ရှိရင်ဘယင်မျက်နှာမျက်နှာကဲကိုသိလားစကားအများကြီးပြောမလို့လားအခုတော့အကြာကြီးပြောလဲရလားမျက်နှာမျက်နှာကဲပြလဲရလားမရဘူးအတင်းတော်ထဲမှာလေတခုတည်းရတာမရဘူးစကားကြီးအကြာကြီးပြောနေဟိုကဘယင်ဘာဖြစ်နေလဲဆိုတာသူသိတယ်အထံတော်မှာခစားတဲ့ကျွန်ကသိတယ်မသိဘူးဟဲ့ဆိုသိကြပြီသူကျွန်တော့ကျွန်ပဲဘယ်လိုကျွန်လဲအထံတော်မှာမနေတဲ့ကျွန်ပေါ့ဟုတ်မလားအဲ့တော့တချို့ကိစ္စတွေရတယ်ကျွန်တော်တို့ပါလေဖျားစီကရတဲ့ကိစ္စတွေရှိတယ်ဆိုတော့တားကတားငယ်ရတယ်တော့အဖေစီသွားပြီးအငွေတော့တောင်းတယ်အဖေကပေးလိုက်တယ်နော်တောင်းလို့ပေးတာလားကောင်းလို့ပေးတာတောင်းလို့ပေးရတော့ရတိုင်းကောင်းလို့ရတယ်မထင်နဲ့ဟုတ်တယ်ဖျားကကိုတောင်းလိုက်လို့ပေးလိုက်အဖေမျက်နှာကိုမကြည့်ဘူးအဖေလက်ပဲကြည့်ပြီးတောင်းတာဟုတ်ပြီရတာလည်းဒီပါလားအထဲဝင်လာတာအပြင်ထွက်သွားတာတကယ်တချို့ကရတာလည်းအပြင်ထွက်တာနော်အဲ့လိုအဲ့တော့အခုဒီမှာဘယင်ကဘာမှမပြောဘူးဒါပေမဲ့ဘယင်လိုအပ်တယ်ဆိုတာဘယ်သူကသိလဲဆိုထန်တော်မှာခစားတဲ့ကြုံကသိအဲ့ဒါကြုံကသိအဲ့တော့သူကလေဘယင်အတွက်မို့လို့သူကလေဘလို့ကညာကိုရှာလို့ဆိုအစင်းသားတဲ့တမှုကညာကိုပဲရှာကဲအဲ့ဒီမှာ၃ချက်ရှိတယ်နိုင်ငံတော်ထဲကနေရှာတယ်ဗမာစုမဲဆိုနန်းတော်ထဲမှာစုတယ်ပြီးရင်ဘယ်လိုတူမဲဆိုရှိတော်ဟုတ်ပြီနော်နိုင်ငံတော်တွေကနေရှာမယ်ဘာစုလဲရှုရှက်နန်းတော်မှာစုတယ်တဲ့ပြီးရင်ဘင်းရှိတော်ကိုသူကတွင်းမြဲကဲအဲ့တော့နိုင်ငံတော်ထဲကနေဘယ်လိုလူရှာလို့ဆိုအစင်းလာနိုင်ငံတော်အပြင်ကနေမရှာဘူးနိုင်ငံတော်ထဲကပဲရှာမယ်အစင်းလာတဲ့တမိကညာနိုင်ငံတော်သားတွေမှာကြည့်လိုက်လို့ရှိရင်သူ့နဲ့ကိုယ်နဲ့ကြည့်လိုက်လို့ရှိရင်အပြင်အစင်းဆိုတာဘယ်လိုသဘောလဲခုနကကျွန်တော်ပြောပြအစင်းဆိုတာဗာလဲဖန်ဆားတဲ့သဘောပါရှိတယ်အစင်းဆိုတာလေကြည့်လိုက်တာလည်းဟာစက်တည်ရှိတယ်ကြည့်လိုက်တာအဲ့တော့ကျွန်တော်ယုံကြည်သူခရစ်ယာန်ချင်းနိုင်ငံတော်သားထဲမှာချင်းသူနဲ့ကိုယ်နဲ့တူရတာအဲ့တော့တချို့ညာပြောတယ်ဥပမာဆိုတော့စစ်တပ်တက်မှာသူ့ရဲ့စံလုံးရှိတယ်စိတ်သက်စီကံပညာဟုတ်ပြီနော်စိတ်သက်မရှိတော့စိတ်သက်ကစားစိတ်သက်မရှိလို့ရှင်ဘာလို့လဲလို့စိတ်သက်စားတယ်စိတ်သက်ရှိလို့ရှင်အဲ့ဒီသူကိုစီကံနဲ့ trade လို့ပညာစီကဥပဒေပညာမြင့်လာတယ်ပေါ့အဲ့တော့ဒီကျွန်တော်တခြားဘာသာမှာဆိုရင်တိရသမားဒီပညာအဲ့တော့အဲ့လိုမရှိခရစ်ယာန်ရဲ့အစဉ်တန်းပါသူရဲ့ friend ရှိတာယုံကြည်ခြင်းမျိုးလေးချင်းချစ်ချင်းတချို့ကပြောတယ်ဟာကို့မှာဟိုပါရှိမှဒီဟာရှိမှဟာဒီလိုတွေလျှောက်ပြောတယ်သိလားမဟုတ်ဘူးကျွန်တော်တို့ရဲ့အဆင့်တန်းကယုံကြည်ခြင်းမျိုးလေးချင်းချစ်ချင်းကျွန်တော်တို့မှာယုံကြည်ခြင်းမရှိရင်တခြားဟာတွေရှိတယ်အချင်းကြီးပဲပြောနေခြင်းမရှိရင်တခြားဟာတွေရှိတယ်အချင်းကြီးပဲချစ်ခြင်းမရှိရင်တခြားဟာတွေရှိတယ်အချင်းကြီးပဲအဲ့ဒါဘုရားရဲ့အဆင့်တန်းအဲ့တော့သင်ဟာဒီနိုင်ငံတော်ထဲမှာအစင်းလာတယ်ဆိုတာအဲ့ဒီရဲ့ basis အဲ့ဒီအရာသင်မှာရှိတာဟုတ်ပြီနော်သူများတက်ဆိုင်သူများယုံကြည်သူပဲကိုယ်လည်းယုံကြည်သူပဲအနည်းဆုံးတော့အဲ့ဒီဟာရှိတယ်အဲ့ဒီအစဉ်ဖန်ဆားတဲ့သဘောအဲ့ဒီလူကိုသူကနေဆွဲစုဘယ်မှာစုလဲဆိုနန်းတော်ထဲမှာစုနန်းတော်ထဲမှာစုဘာကြောင့်လဲဆိုတော့သူကရှေ့တော်ကိုတွင်းမှာပေါ့ဟုတ်တယ်ဘာကြောင့်လဲဆိုဘယင်းအတွက်ဖြစ်လို့သူကအစင်းလာတဲ့သူကြီးကြောင်ရှာတာကြုံအတွက်ဆိုရင်လို့လားအစင်းလာဖို့လို့လားဘယ်လိုဘုသူအတွက်ဖြစ်နေလဲဘယင်းအတွက်ဖြစ်ဘယင်းအတွက်ကိုသူကရှာတာနော်ကဲအဲ့တော့အဲ့ဒီမှာဒီအပြူတော်ဟုတ်ဟေခဲ့ရဒီမှာနော်ဒီကဲကသူကအဲ့ဒီမှာသူတို့စင်ကြယ်စေတဲ့စီမျိုးကိုအပ်တယ်ဟုတ်လားအဲ့ပြီးတော့သူတို့ကိုသူကပြင်ဆင်တယ်အဲ့တော့အေးဖတ်သားလေး26 29မှာအတင်းတော်ပါတဲ့တန့်ရှင်းဖို့အတရီတင်းဖို့နော်ဘာနဲ့စီးလဲဆိုရှင်နှုတ်ကပတ်တော့ကြည်တာကြီးနဲ့ဘာလို့ပြရလဲစီးတာတေချာတိတင်တာကဘာလဲဆိုလို့ရှိရင်လေတိုးကိုတတ်ပြီးလို့ရှိရင်ရေဆေးပြီးမိရှုရတယ်နော်ပြောပြီးပြီကဲတိုးကိုတတ်ပြီးရေဆေးပြီးမိရှုတယ်ဘာဖြစ်လဲတေချာတော့ဘာဖြစ်သွားလဲပုတ်သွားတာပေါ့မိရှုခြင်းမခံတဲ့အကောင်အများအားပုတ်တယ်မှတ်တာပုတ်ရင်ဘာထွက်လာလဲအနတ်ထွက်တယ်နော်အနတ်ထွက်တယ်ဖခင်ကတော့ကျွန်တော်တို့ကအနတ်တော့ထွက်စေချင်တယ်ဘာနတ်ထွက်စေချင်တာလဲအမွေးနဲ့ကိုစီကဘာနတ်ထွက်တယ်လဲဒါကိုဘာကိုသိတာဟုတ်လားနော်ကိုနားကတ်လာလို့ရှိရင်မှတ်ထားပါတင်ပါလဲဆိုတော့တင်မပြောနဲ့ဘေးရလူပြောသားတယ်မိမိကိုယ်ကိုချင်းမမယ်သူတို့ကချင်းမပါ
ဘလို့ပြောတော့ပေါင်းလို့လာကြတော့မတ်စမနေနေရှိလို့ယူသွားပါဦးလို့ပြောလာခရစ်တော်နာရောက်လာလို့ရှိရင်အဲ့ဒီသူပြောကလေးသွားသလားလွတ်သွားလား တော်တော် ကျုပ်သွားသလားရှင်းသွားလား ရှင်းပါ တင်နာရောက်တယ် ဆို ငါကိုရီးယားရှင်းတယ်သူတို့မှရှုပ်အဲ့တင်းဖြစ်ချင်းအစ်စ်ပဲကိုဘာလဲဆိုတာကိုမပြောနဲ့သူများပြောတယ်အဲ့ကြောင့်တိုးရင်းကဘာလဲဆိုတော့သူကပြောတာစာလ23ထော်ရပြငါရဲ့တိုးရင်းအဲ့ကြောင့်အဲ့ဒီတိုးထည့်အောက်မှာငါသွားလို့ဆင်းရဲမခံရဘူးငါ့ကိုဆင်းရဲတော့ကျစားရတယ်ပို့တယ်တာသုံးနေတာလမ်းပြငါ့ကိုအဲ့ဒီမှာလေအားဖြစ်ပြီးရတယ်တချို့ကအဲ့ဒီနေရာကိုပို့လို့ရှိရင်လေအနားယူခိုင်းတယ်ထင်တာမဟုတ်ဘူးအဲ့ဒီနေရာမှာအားဖြစ်ပြီးတယ်ဆိုတာကအားယူခိုင်းတာအားယူမှဘာလို့ရလဲရဲရင်လို့ရမယ်အားယူ၍ရဲရင်ချင်းရှိကြတော့တချို့ကတော့ရဲရင်နေတယ်ဒါပေမဲ့ဘာမှမရှိဘူးအားမရှိဘူးကာယပစ္စည်းလုံးရှိတယ်စီမထဲတော့မောင်းလို့ရတာကာယကိုကိုယ်ကိုလှည့်တည်ခဲ့လို့ဘာမရှိဘူးလေစီမမရှိတာမောင်းလို့မရဘူးဟုတ်လားအဲ့လိုမျိုးအဲ့တော့ကျွန်တော်တို့ကိုဖရားကအားယူခိုင်းတယ်အနားယူခိုင်းတာမဟုတ်ဘူးအနားယူကြီးကအကယ်စစ်စစ်အကျေးဇူးနဲ့ယူနာဆိုတာနော်ကျွန်တော်စောစောစီးစီးနားကြည့်တယ်အဲ့ဒါခါလေးဖရားအကြီးများပြလိုက်တယ်ခါလေးနော်အဲ့တော့တိုးတေးဆိုတာအဲ့လိုမျိုးအဲ့ကြောင့်အဲ့တိုးတေးရဲ့အောက်မှာနေလို့ရှိရင်ဘလို့ဆိုတာတိုးတေးကမပြောဘူးနော်ဘသူကပြောတယ်ခံစားရတဲ့သူကပြောတယ်တင်ဘလူလဲဆိုတာကတင်ပေးရလို့ပြောတယ်တင်အတိုင်းဝိုင်းကပြောတယ်တင်နားမှာနေတဲ့လူကလေလူကလေကြည့်လိုက်တယောက်နာတယောက်ကတ်တာသူ့ရဲ့အဲ့တယောက်နာကတ်လိုက်တဲ့အဲ့ process ကိုခံစားကျွန်တော်အဲ့ industry မှာအဲ့သမီးတယောက်ရှိတယ်သူအများကြီးပေါ့နော်အများကြီးထဲမှာအဲ့ဒီကောင်မလေးနားကိုအဲ့ဒီမှာကျွန်တော်နောက်ကြားပြီးနေတော့ကြားမှလေးတယောက်ကလေဘိန်းကလေးတွေအများကြီးရှိတာအဲ့ကောင်မလေးနားပဲကတ်သိလားဘာဖြစ်လဲဆိုတော့တခြားအဲ့ကျွန်တော်ဆက် step ကြီးอ่ะကျွန်တော်တို့စကားပြောဆိုဆက်ဆံတဲ့ပုံစံတွေကကျွန်တော်နည်းနည်းဆက်ရုပ်လို့ပဲအဲ့ဒါအဲ့လိုမျိုးဒါပေမဲ့ဒီကောင်မလေးကျွန်တော်စကားပြောဆိုတာဟောစာသူများလည်းအလိုပြစ်တာထားပါညာသူကအဲ့လိုမျိုးပေါ့ကျွန်တော်ကနေပင်နားမှနေပါကျွန်တော်ပြောကြမှာသိလားအဲ့ကောင်လည်းလာတာလည်းသူကြည့်တယ်နည်းနည်းပြောဆိုဆက်ဆံပြရတယ်အဲ့ဒီကောင်မလေးနားပဲကတ်တယ်သိလားဘယ်တော့အဲ့ဒီကောင်မလေးနားပဲကတ်သူအဲ့နားမှနေပါခံစားလူကြီးခံစားရတယ်မေတ္တာကိုခံစားရတယ်တင်နာမှုကတ်ခုနကကတ်တယ်ဘယ်ဒီပဲကတ်ကိုရလာခုမှာမဟုတ်လို့လာဖြူမှာလားတိစားနော်ကိုစီကိုခိုးဖို့လာလားဖြူဖို့လာလားဟုတ်လားခရစ်တော်နာရောက်လာတဲ့သူတွေကလေခိုးဖို့လာတာဟုတ်ပြီနော်ခရစ်တော်ကရောက်တဲ့နေရာမှာရက်တဲ့နေရာမှာတစ်ခုခုဖြစ်တယ်ပြဿနာမဟုတ်ဘူးနော်ဒီကကိုရောက်တဲ့နေရာမှာဘာဖြစ်လဲကြည့်နော်ခရစ်တော်ရောက်တဲ့နေရာမှာနမိတ်လက္ခဏာဖြစ်တယ်အဲ့တော့သူဝင်လေပြောတော့ပေါင်းလို့ငါတာလို့ငါဒီချမ်းသာပြီတချို့ခရိယန်အိမ်မှာကျွန်တော်ကြည့်တယ်လူသားလာပါပြဿနာခေါ်လာတယ်ဒီထားတယ်နော်ဒါအဲ့လိုမျိုးဒီထားတယ်အဲ့တော့တင်ပါလဲဆိုတာကသူတစ်ပါးကတင်ကိုပြောတယ်အဲ့တော့အခုကျွန်တော်တို့အသက်တာမှာကဲဒီပါနန်းတော်မှာပြူတော်အုပ်ဟေခဲကိုလည်းစင်ကြယ်စီတော့ဆေးမျိုးတက်ရှိတော့ညော်ရဲ့လက်ထက်မှာဆေးတွေရှိတယ်ကျွန်တော်တို့ကိုဘုရားဘာလို့ပြောလဲဝိညာဉ်တော်ကကုတ္တပြင်ဆင်ပေးမှာဖြတ်တောက်ဟုတ်ပြီနော်ဖြတ်တောက်ပြင်ဆင်မှာဘာကြောင့်လဲဆိုတော့တင်ကဒီလောက်ပဲဆိုပြဿနာမရှိဘူးတင်ကိုဘယ်ကိုသွင်းမှာလဲရှေ့တော်ကိုသွင်းမှာအဲ့ဒါကြောင့်တင်ကအသင်းတော်ဖြစ်နေတင်အားဖြင့်ဒီလောကကဖျားအကြောင်းကိုသိသွားဖျားကငါပါလေဆိုတော့လောကသားကိုမပြဘူးလေငါတို့ပြီးကြည့်တယ်ဒီမှာဒီမှာကျင်းငါ့ရဲ့အသင်းတော်ကိုကြည့်တယ်နော်ဒီမှာ World of Life ကိုကြည့်လိုက်ဒီမှာကြည့်အဲ့ဒါပဲကြည့်လိုက်အဲ့ဒါငါ့ရဲ့သူသူအားပြီးပြောမှာဖျားကငါပါလေဆိုတော့သူကိုယ်တိုင်ထုတ်ပြအသင်းတော်ကိုကြည့်တယ်လို့ရှိရင်အော်ကြည့်စမ်းဇနီးတွေကိုကြည့်တယ်လို့ရှိရင်သူခင်ဖို့ပါလေဆိုတာသိလားကျွန်တော်ဇနီးကြည့်တယ်ဝါဖိနာသိလားဟမ်ဝါဖိနာနော်ကျွန်တော်ပြေးရတာမပြောတော့ကျွန်တော်ဇနီးကြည့်တယ်ကျွန်တော်ပါလေဆိုတာသိဟိုဆရာတူသားတွေပြီးထားတာဘူးသိလားအဲ့တော့အတင်းသားတွေကြည့်တယ်တေးဥပါလေဆိုတာမသိဘူးလားအဲ့တော့အဲ့ဒါပဲစင်ကာပူနိုင်ငံသားတွေကြည့်လို့ရှိရင်ဒီနိုင်ငံခေါင်းဆောင်မှာတော်လားညက်ကျွန်တော်ဟောပြီးနော်တင်လို့ကိုကြည့်လိုက်လောကသားတင်လို့ကိုကြည့်လိုက်လို့ရှိရင်တင်လို့ဖျားပါလေဆိုတာတို့ကတခါတည်းတမ်းမြင်နော်ဖျားကအဲ့လိုဟုတ်မဟုတ်တော့မသိဘူးတို့ကြီးအော်တို့ဖျားအဲ့လိုပဲတူတယ်နော်အဲ့လိုမျိုးမြင်သွားတာဟုတ်ပြီနော်အခုကျွန်တော်ဒီနေ့တချို့ဆိုကျွန်တော်မမြင်ဘူးတဲ့လူရှိတယ်ကျွန်တော်စီကသူ့အမျိုးတွေဆိုကျွန်တော်မမြင်ဘူးဒါပေမဲ့သူတို့တွေကျွန်တော်ကိုနှုတ်ဆက်စကားပြောတယ်ကျွန်တော်စနေကပုံကြောင်းဖြစ်တယ်သူသွားနေတယ်သူချင်းအဲ့လိုပြောတယ်ဟောဆရာကိုနှုတ်ဆက်လိုက်ပါပါတယ်အဲ့လိုပြောတယ်ဟုတ်ပြီနော်အဲ့တော့ခရစ်တော်ပါလေဆိုတာအသင်းတော်ကြည့်တယ်ဒီများရဲ့အသိဟုတ်လားအဲ့တော့အသင်းတော်အားဖြစ်တယ်ခရစ်တော်ရဲ့အကြောင်းကိုလောကကသိတယ်ကောင်းကင်ရဲ့အထွတ်မြတ်အာဏာစက်တွေကသိမှာဖြစ်တယ်အဲ့တော့ခရစ်တော်နှိမ့်ချင်းကံဒီပေါ်မှာပေါ်ထားစေတယ်ဖျားပါလို့လဲဆိုဤသူကငါတက်တယ်လို့ကငါကြီးချစ်သားဆိုပြီးတော့ကောင်းကင်မြေကြီးနတ်ဆိုးရှိကောင်းကင်မှာရှိတော့တခါကျင်ညာတယ်အဲ့ဒီသူကသူ့အားဖြစ်တယ်ဖျားရဲ့ဘုံထင်ရှားစေ
ခရစ်တော်ဆိုမှာတို့များအာနာဇက်တီကိုတိစီကိုအာနာအနိမိလိုက်တာသူ့အာတိကျန်တဲ့လူတွေတိအဲ့လိုအခုလေခရစ်တော်ကနေပြီးတော့အဲ့ဒီအရိုက်ရောက်ဘယ်သူ့ကိုပြီးလဲအသင်းတော်ကိုပြီးဟုတ်ပြီနော်ချီဆောင်မယ်ဆိုတာဒီခါလေးပြောလိုက်မယ်နော်ကလေးလေးကိုပွေ့ချီကိုချီမှာမဟုတ်ဘူးသိလားတို့သမီးတို့လေကျွန်တော်တို့လေအတွင်းခန်းထဲကိုချီဆောင်သူမျိုးချီမှာကျွန်တော်မသိချီဆောင်မယ်ဆိုဖခင်ငါတို့လေငါတို့ကအနီးလေးပတ်ထားပါဘောလူကလေးစုထားပြီးတော့အဲ့တော့ဖခင်ငါတို့ချီတော့ငါတို့ကွဲကွဲစုံကိုမိလိုက်သွားပြီအဲ့ဒါပြောတာမဟုတ်ဘူးချီဆောင်တယ်ဆိုတာတို့သားကတို့သမီးကိုချီဆောင်ပါဟုတ်ပြီနော်အဲ့လိုမျိုးအဲ့ကြောင့်မိဘမှာစီဖြည့်ပါလို့ပြောတာကဲအဲ့ဒီမှာပြင်ဆင်တာဒီမှာပြင်ဆင်တာနော်အဲ့တော့ဒီမှာပြင်ဆင်တော့ဧသတာကဘရဲ့အကြောင်းပြောမြေလည်းမမြင်ဘူးဟေခဲကလေဧသတာကိုလာပြောသူတိလည်းမတိနားလည်းမလဲနော်သူကမော်ဒကဲရဲ့စကားကိုနားထောင်ပြီးတော့သူလိုက်သွားတာနော်နားထောင်ပြီးတော့လိုက်သွားတာသူနားမလဲဘာနဲ့လိုက်သွားလဲနားထောင်ပြီးတော့လိုက်တာနော်ဒါပေမဲ့ဟေခဲကအဲ့ဒီသူ့အကြောင်းပြောရင်းနဲ့အပြင်ကပြောတဲ့ဘယင်ကအတွင်းထဲဝင်လာဟုတ်ပြီနော်အပြင်ကကြားနေတယ်သူကဘာမှမနားထောင်ဘူးအဲ့တော့ဘာကြောင့်သူနားထောင်တဲ့ဟေခဲကလေဧသတာကိုချစ်တယ်ဝိညာဉ်တော်နဲ့တင်တဲ့ဝိညာဉ်တော်ကတင်ကိုချစ်တယ်ဘာလို့ချစ်ဧသတာကလည်းဟေခဲစကားနားထောင်တော့ဝိညာဉ်တော်ကသူ့ကိုချစ်တာပေါ့ဝိညာဉ်တော်နဲ့တင်တဲ့ဆိုကြဝိညာဉ်တော်တင်ကိုချစ်တာလို့မြင်တယ်ပြောတဲ့မြတ်ကိုတင်နားထောင်ပြတဲ့မြတ်ကိုတင်မြင်လာဟုတ်ပြီအဲ့တော့ဧသတာကတော့ဟေခဲပြောတဲ့မြတ်ကနားထောင်တဲ့အတွက်သူကတဖြည်းဖြည်းနဲ့ဟေခဲကလည်းအကုန်လုံးအိတ်တုံပါဟေခဲကသူကသူ့အကြောင်းကိုပြောလို့ဘိရင်အကြောင်းကိုပြောတယ်ဒီမှာဣဇက်အတွက်သူတို့သမီးတွားရှာတယ်အေးလာစားတယ်သူ့အကြောင်းမပြောဘူးသူ့တခင်အကြောင်းပဲပြောတယ်ဝင်ကျွန်တော်ကလည်းသူ့အကြောင်းမပြောဘူးသူ့တခင်အကြောင်းပဲပြောတယ်အခုကျွန်တော်တို့ဘာအကြောင်းပြောလဲစိတ်ထွက်လာဒီပြားကျွန်တော်ဘုရားအကြောင်းပြောဖို့လေပြောခံနေမှာကျွန်တော်ဘုရားအကြောင်းကျွန်တော်ရင်ပြောရမယ်သူကဒါအကြောင်းဘုရားအကြောင်းပြောရင်မရဘူးမရနဲ့ဒါအကြောင်းပဲရောက်တယ်အဲ့လိုမျိုးဆိုလို့ရှိရင်မဟုတ်ဘူးမှတ်ထားဟေခဲကသူသိမ်းမှာမဟုတ်ဘူးနော်သိလားမဏိဇန္နာတခြင်းကြားဘူးလားမဏိဇန္နာဆိုတာလေမင်းကြည်ပါလားမဏိဇန္နာမင်းကြံစင်နှလုံးသားဆိုတာလေတကယ်တော့မဏိဇန္နာဆိုတာလောထာအတွက်တော့ကြံစစ်သားတော့မဟုတ်ဘူးအဲ့တခြင်းကြာကူလီတခြင်းသိလားသူကတို့သားတက်တယ်လေ तू ကသူတို့သမီးကိုခေါ်ပြီးတော့ပို့ရတယ်အဲ့ဒါကိုသူတို့သမီးကို तू ကနေပြီးတော့အပိုင်သိမ်းမှုကြံတာအပိုင်ကြံတာလေမှတ်ထားကျွန်တော်တို့အမှုတော်ဆောင်စီဆိုတာအသေးတော်ကအပိုင်ကြံလို့ပြောတာကြာကူလီရိုက်တာသိလားအသေးတော်ကကျွန်တော်တို့ကိုမြင်သွားပြီလို့သွားပြီလားအသေးတော်ကသူတို့သမီးဖြစ်တယ်သူတို့သားဒီခရစ်တော်ဖြစ်တယ်ရှောတော်တခြင်းတော်ခရစ်တော်နဲ့အသေးတော်နဲ့မြစ်တာကိုအကြောင်းပြုလာတာအဲ့တော့ခရစ်တော်ရဲ့အသေးတော်ကမြစ်တာခိုင်မြဲနေရမယ့်ဟာကိုဆရာနဲ့အသေးတော်ကမြစ်တာခိုင်မြဲနေပြီဟေ့ဆိုရှင်အဲ့ဒါ something တော့တခုတော့မားနေပြီဟုတ်ပြီနော်အမှုတော်ဆောင်ယုံကြည်သူဥဆောင်သူဆိုတာကတရားဖြစ်ရတယ်တရားဖြစ်လို့မရခရစ်တော်စီမြောက်ပြီးနေဆရာစီကိုဥတည်ပါပြီဆရာကပဲအားကိုးနေပြီဆရာဆူတောင်းပေးဦးတော့ဒီလားကျွန်တော်အဲ့လိုမျိုးဆိုလို့ရှိရင်အချိန်တိုင်းတာတစ်ခုတည်းတော့မှန်ပေမဲ့အချိန်တိုင်းတာတစ်ခုတည်းရောက်ပြီသူတို့ကအဲ့ဒီနားမှာပဲမတက်သွားပဲတက်နေပြီဟေ့ဒီတစ်ခုမှမားတယ်ဟုတ်ပြီနော်အဲ့တော့ဒီခဲကလည်းသူကရှေ့တော်ဒီပို့မဲ့သူဖြစ်တယ်ကျွန်တော်တို့ဘုရားဆောင်နေဆိုတာကင်းဆောင်နေဖြစ်တယ်နော်ကင်းဆောင်နေဖြစ်တယ်အဲ့တော့ရှောင်းလုံးတစ်ချင်းမှာဘာပြောလဲဆိုလို့ရှိရင်အဲ့ဒီမှာအဲ့ဒီမိမတကာလည်းစဉ်းစားတော့မှာတယ်သူကတို့သမီးနော်သူကလေသူလိုက်ရှာတယ်ကင်းဆောင်နေရတယ်ကင်းဆောင်ဆိုတာကတဲ့သူကဘုရားခန့်တာပြောရမယ့်ဟာဘာလို့လဲဆိုညနေဖုံးကိုလူယူပြီးတော့နာကျင်စွာရိုက်ကြတယ်ငါငါရဲ့တခင်ကိုလိုက်ရှာနေတာတဲ့အဲ့ဒါငါ့ကိုတွေ့တော့နာကျင်စွာရိုက်ကြတယ်အခုအတင်းတော်ဘာဖြစ်နေလဲအတင်းတော်ဘာဖြစ်လဲနာကျင်တယ်တဲ့ဟုတ်ပြီဘာကြောင့်လဲကင်းဆောင်တွေကလမ်းမပြဘဲနဲ့ဘာလုပ်လဲညနေဖုံးကိုလူယူတယ်နာကျင်စွာရိုက်တယ်အဲ့လိုမျိုးအဲ့တော့ယေရမိမှာဖတ်ကြည့်လို့ရှိရင်တွေ့လိမ့်မယ်နော်ကျွန်တော်ကြာမဆုံးဘူးယေရမိမှာဘာပြောလဲဆိုလို့ရှိရင်ငါတို့ဒီနာတော့ကြောင့်ငါလည်းနာရယေရမိ8:20မှာပြောထားတယ်လေလားလက်သေးစိတ်တော့လက်ထိတ်နာတယ်သူသမီးထိတော့သူတို့သားနာတယ်သူတို့သားထိတော့သူသမီးနာအတင်းတော်ထိခရစ်တော်ကနာတယ်သိလားကျွန်တော်တို့ထိဘယ်လိုနာလဲခရစ်တော်ထိတော့တင်နာလူနေမတော့မသိပါဘူး။ဒီလိုကြားကြတယ်ငါတော့ဘာမှမပြောဘူးလေ။ဟောဖျောက်ပြောတာ။မင်းလည်းသူတို့ဖျားလုံးနေပြီငါတော့ဘာမှမလုပ်ဘူး။ကို့ထီတော့ဖျားကားတွေမတော့တက်သွားတော့ဒီလား။နော်ကို့ထီဖျားခံလား။မခံဘူးလက်သက်စိတ်လက်ထိတ်ငါတို့မိနာတော့ကြောင့်ငါလည်းနာရ
ကျန်းစာကိုပြောလိုက်ကြဒီမိလေးပါလေငါအသေးနာပြီငါအသေးနာပြီငါနှလုံးကြည်ပြလဲနာပြီအသေးနာနဲ့အသားနာတာမရဘူးလား တဲတာ ဟုတ်တယ်နော်အသေးနာခံတယ်အသေးနာတာနဲ့အသားနာတယ်ဘယ်အနာခံလိုက်လဲ တာ မင်းနေကောအားရရိုက်တယ်အဲ့လိုပြောနေတယ်မလဲသိလားအဲ့ဒါဘာစတဲ့ပြောနေလက်ရိုက်တာစဉ်းစားကြည့်နော်အဲ့ဒါဒီနေကောအားရရိုက်တယ်အဲ့လိုပြောနေတယ်ဆိုတော့ထဲမှာတော့မခံနိုင်ဘူးလေအသားပဲအနာခံလိုက်အဲ့လိုအဲ့လိုခင်ယေရှုကပြောငါအသေးနာပြီငါအသေးနာငါတော့ညီတာလေနာပြီဒါအဲ့လိုပြောတာဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ဣတိလာလူမျိုးတွေအဲ့ခုတို့ပြည်တွေကထွက်လာတယ်နော်ဖခင်ရဲ့မျက်မှောက်တော်ခံစားရတယ်အရေးနဲ့ခံစားရတယ်အလင်းနဲ့ခံစားရတယ်မုတ်လဲကြပါဖခင်ရဲ့မျက်မှောက်တော်ထဲမှာသူတို့ရှိတယ်ဒါပေမဲ့သူတို့လွတ်ချင်းမခံစားရဘူးလေဘာဖြစ်လဲသိလားသူတို့ရဲ့အထဲမှာဖခင်ရဲ့မျက်မှောက်တော်မရှိခွက်ရှိတယ်ဘာမှမရှိရလဲစီမရှိဘူးဟုတ်လားအခုဒါလေးကဗာလေးလေကျွန်တော်မဆိုင်အားလုံးပါလေခွက်ကလေးတွေပဲစီရှိမရှိပဲချင်းသိအမောင်ချင်းကြရင်သိမယ်ဟုတ်လားအမောင်ချင်းကြရင်သိမယ်ကျွန်တော်တခါလဲအဲ့ဒီတော့ခုပါအဲ့စီဝဲခုပါပြောအားလုံးအိုင်းလာပေါင်းစုံဆိုတော့တော့ဘာလို့လဲကအဲ့ရောဖျားစကားပြောဒီမှာရှိတဲ့နှစ်ချင်းရှိတယ် RC ရှိတယ် public ရှိတယ်ဟိုးအစုံရှိတယ်နော်အစုံရှိတယ်အဲ့တော့ကျွန်တော်တို့ရောက်စီတိုင်းကနှစ်ချင်းထဲမှာရှိတာပြဿနာပေါ့ RC ထဲမှာရှိတာလေပြဿနာမဟုတ်ကိုယ့်ထဲမှာနှစ်ချင်းရှိပါတယ်ကိုယ့်ထဲမှာ RC ရှိပါတယ်ပြဿနာဆိုဟုတ်ပြီကျွန်တော်ရဲ့အသက်ရှင်မှုကျွန်တော်ရဲ့အသက်တာတိုးတက်မှုတွေကလေဖခင်ရဲ့မျက်မှောက်တော်ထဲမှာရှိနေခြင်းမဟုတ်ဘူးကျွန်တော်တို့အထဲမှာဖခင်ရဲ့မျက်မှောက်တော်နေရာယူသွားခြင်းဖြစ်တယ်ဖခင်ကကျွန်တော်တို့ကိုအပြင်ကနေအုပ်ပြီးတော့ခိုင်းနေမောင်းနေတဲ့အလုပ်ကိုလုပ်သူကကျွန်တော်တို့အတွင်းထဲကနေဝင်ပြီးတော့မောင်းနေတဲ့အလုပ်ကိုလုပ်ဖခင်ကကောင်းကင်မြေကြီးစัจ java တော်ဖန်ဆင်းတယ်ဖန်ဆင်းပြီးတော့အဲ့ဒီဟာတွေကိုအုပ်ဆိုးဖို့အတွက်ရုံးခန်းတစ်ခုပြင်ဆင်တယ်ရုံးခန်းထဲမှာရုံးထိုင်မှုအတွက်လူကိုဖန်ဆင်းတယ်ဟုတ်ပြီဖန်ဆင်းခါနေကိုလူကအုပ်ဆိုးမယ်အဲ့ဒီလူကိုဘယ်သူအုပ်ဆိုးမလဲဖန်ဆင်းရှင်အုပ်ဆိုးမယ်ဟုတ်ပြီနော်အဲ့တော့ဖန်ဆင်းရှင်ကလည်းသူထိုင်မှုတဲ့နေရာကိုလိုလာပြီအဲ့တော့လူကပုံမဲရှိတယ်သူထိုင်မှုနေရာကိုသူကိုယ်တိုင်ပြင်ဆင်တယ်လူကိုအသက်ပေးလိုက်တာသူ့အသက်ကိုပေးလိုက်တာနော်ကောင်းကင်မှာအသက်မဟုတ်ဘူးနော်တခြားအသက်ပေးတာသူ့ရဲ့အသက်ကိုပေးတော့သူကအဲ့ထဲကနေပြီးတော့ဝင်ပြီးတော့မောင်းနေတာအဲ့ဒါဘုရားရဲ့ကျူနေအမှန်လိုတော်ဒီကောင်းကင်ဘုံမှာပြည့်စုံတယ်ဆိုတာအဲ့ဒီ design အဲ့ဒါ design ထုတ်တာကျွန်တော်တို့ကလည်းဘုရားကအဲ့တိုင်းပဲမောင်းနေစီချင်တာအဲ့တိုင်းပဲမောင်းနေချင်တာအဲ့တော့ကျွန်တော်တို့ကအပြင်ကမိုးတာတော့ဘုရားရဲ့အုပ်ဘူးခြင်းကိုကျွန်တော်တို့ခံတယ်ဒါပေမဲ့အတွင်းကမောင်းနေခြင်းတော့ sorry ပဲမခံဘူးဘာကြောင့်လဲတဏှာစာကိုဥထားတယ်တဏှာစာကိုဥထားဟုတ်ပြီနော်ဘာကြောင့်လဲဆိုတော့လက်စောဘယ်သူများ ဘယ်ညာ သခင်နှစ်ဦး ဒီလို အစီကို အစီကို မခံတာ မခံ မခံတယ်လူတယောက်ရဲ့အထဲမှာတယောက်စာပဲဆက်ကိုရှိရင်ရှိမရှိရင်ကိုတော့ရှိတာပဲကိုညင်းရင်ကိုတော့ကိုလက်ခံတယ်ကိုတော့ကိုညင်းရင်ကိုလက်ခံတာအဲဒါကြောင့်ငါနဲ့စီးကပ်လို့ရောသူဖြစ်ရင်ကိုညင်းပြရအဲ့တော့အသက်တာမှာဖယားရဲ့သားပြီးရဲ့ဒီဟုတော့တကယ်အလင်းလေးနဲ့အသင်းတော်ဖြစ်ဖို့ဆိုတာကတစ်ခုပဲရှိတယ်တချို့ကပြောတယ်အမှုတော်ဆောင်တာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်သိလားတချို့ကပြောတယ်ကြောင်းတက်တာတွေအထဲမှာပါဝင်တာတွေမပြောနဲ့အဲ့ဒီဒီမှာအရေးချင်းတစ်ခုပဲရှိဘူးအဲကိုဝင်ရတဲ့ worshipper ဖြစ်ဖို့လေအဲကိုမငြင်း worshipper ဖြစ်ဖို့မဖြစ်ဘူးနော်ဒီနေ့ကတင်းတော်မှာ worship ဥဆောင်မဲ့အတွက်ရှိတယ်ဟုတ်လားအဲ့တော့ကိုမငြင်းပြကိုလက်ခံပြီးတော့ကိုကြိုက်တဲ့ဟာဝင်မယ်ကိုကြိုက်တဲ့သရှင်ဆိုမယ်ဟုတ်လားကိုကြိုက်တဲ့ပုံစံတိုင်းဥဆောင်မယ်အဲ့ဒါဆိုလို့ရှိရင်တော့တေချာတယ်အဲ့ဒါဖျားရှိမှလူရှိမှတော့အစင်းကလူကိုဖန်ဆာကောင်းဖန်ဆာတယ်ဖျားကတော့လက်မခံဘာကြောင့်လဲဆိုတင့်ကိုတင်လက်ခံထားရင်ဖျားကိုတင်လက်ခံလို့ရဖို့မရဖျားလက်ခံတယ်လို့ပြောဘာကြောင့်လဲလူကနှစ်ယောက်စာစန့်ဖို့မစန့်ဘူးဘယ်သူမှသခင်နှစ်ဦးအစီကိုမခံနိုင်အဲ့တော့တင်ကဖျားရှိမှတင့်တယ်ပြီးတော့ကိုရံတိချက်ကြီးချင်းကိုညင်းလို့ရှိရင်တင်က self deny ဆိုရှင်ဘယ်သူကို accept လုပ်နိုင်လဲဆိုရှင်ခင်ယေရှု accept လုပ်တယ်ခင်ယေရှု accept လုပ်တယ်ဆိုရင်ဒီတက်တာဘာပါလားဆိုကားတိုင်းပါကိုလိုဝါကတိုင်းကိုကိုယ်တိုင်ထိုင်ပြီးမနောက်တူလိုက်အဲ့ဒီကားတိုင်းရဲ့နောက်ကဘုရားကဘာကိုကြွယ်ထားပြီးဆိုဘုံကိုကြွယ်ထားပြီးဟုတ်ပြီနော်ကဲကျွန်တော်မြင်တယ်ခမင်းစားတာကောင်းလားချက်တာစားရနဲ့ချက်တာဘယ်ကောင်းလဲစားတာ ချက်ချင်လား ချစ်ချစ် စားချင်လားမချက်ချင်ဘူးစားမယ်ဟုတ်တယ်နော်
ကျွန်တော်ဘုံလိုချင်ဘူးလားကိုတော့ဘုံထေချားတယ်သိလားသိပြီလားကိုတော့ဘုံပြဖို့တော့လည်းထေချားတယ်ကိုတော့ဘုံထေချားတယ်မကြိုက်ဘူးလားကားတိုင်းထိုင်းနေကားတိုင်းနဲ့ဘုံနဲ့ဘယ်ရလို့ချင်လဲဘုံဒါပေမဲ့ကျန်းစာပြောပြီးသားကားတိုင်းမရှိရင်ဘုံမရှိကားတိုင်းမရှိရင်ဘုံမရှိဒီလိုရှိရင်မြို့တစ်ထဲကိုဝင်တဲ့လူတွေကလူမျိုးတွေမိတို့ဘုံတွေကိုခုမျိုးတဲ့လို့စောင့်ခဲ့ကြတယ်မင်္ဂလာဆောင်ပွဲတဲ့ဝင်မဲ့ဟိဆိုမင်္ဂလာဆောင်ဝိတ်မပါလို့မရဘူးယေရှုမျိုးတဲ့ကိုဝင်မဲ့ကိုစုံကဘုံဖြစ်တယ်အဲ့တော့မိကြီးကမင်္ဂလာဆောင်ပွဲတဲ့လုပ်လဲလို့ဟာခေါ်တာဖိတ်ထားတဲ့လူတွေမလာဘူးလေလက်လူအားလုံးခေါ်တယ်အားလုံးဝင်ချတာကျေးဇူးတော်ပဲဒါပေမဲ့လူတယောက်ကြည့်လိုက်တော့ဘာမှမပါဘူးလေဘုံမပါဖတ်ရအဲ့ဒီမျိုးထဲကိုဝင်မယ်ဆိုရှင်အဲ့ဒီဝတ်စုံပါရမြို့တစ်ထဲကိုဝင်မယ်ဆိုရှင်ဓာတ်ရည်27မှာကောင်းတဲ့မိကြီးတဲ့ယူစတဲ့မြို့တဲ့ယူစတဲ့မြို့တစ်ထဲကိုဝင်မယ်ဆိုရှင်အဲ့ဒီဘုံပါမှာရအဲ့တော့ဒီမှာဒီကဲပြင်ဆင်နေလို့ဒီမှာတရှိလုံးဝင်နေတော့ကျွန်တော်တို့ကတော့ရေးတယ်စေးနေလားစေးနေတယ်ဒီလိုမတီးတဲ့ခတ်တွေကိုလည်းခုတ်နေတယ်နော်ရောဟန်15မှာနော်တာရွေ့တီးစီခြင်းကခုတ်တယ်ဖယားကအပင်နားမှာထားတာဓာတ်နဲ့ပစိတ်ရှိတယ်ဟုတ်ပြီနော်ဓာတ်နဲ့ခုတ်ပြီးဟိတ်ဆိုတေးကြတယ်သူကတာရွေ့တီးဖို့ခုတ်တာပစိတ်နဲ့ခုတ်တော့အပြစ်ပြုတ်ပြီးတာတေးပြီဒါနော်ပစိတ်ကအပြစ်ပါခုတ်တာသူကတစ်ပင်နားမှာပစိတ်ထားတဲ့ရှိပြီးဖြစ်ပြီနော်အဲ့လိုပြောတာအဲ့တော့ကျွန်တော်တို့ကိုဖယားကခုတ်မစားခြင်းဘူးမသွားခြင်းဘူးငါဒီလိုပဲဝှက်ခြင်းနဲ့ဒီလိုပဲနေခြင်းနဲ့ဒီလိုပဲပြောခြင်းနဲ့ပြိယာတွေပြပါလို့လေတာရွေ့တီးစီခြင်းကခုတ်တုတ်တင်ခြင်းဘာကြောင့်အဲ့လိုတုတ်တင်ရှင်းနေလဲဘာကြောင့်အဲ့လိုအဲ့လောက်ထိလုပ်လဲမာတိအဲ့ဒီမှာဆိုရင်ဧတတာကလေအရပဲဝင်ဖို့အတွက်သူကတစ်နှစ်ပြန်ဟုတ်ပြီနော်ဝင်မာကတစ်ညပြင်နာကတစ်နှစ်တန်စဉ်းစားကြည့်တန်မတန်လူခံစားဒါအဲ့လိုတိုးတော်ညာတဲ့အဲ့ဒီတစ်ညမှာဘယင်ကသူ့ကိုကြည်နဲ့သွားလို့ရှိရင်တစ်သက်လုံးကောင်းစားဟုတ်ပြီနော်အဲ့တော့ဒါဝိဒ်ကပြောတယ်အကယ်စင်းကျွန်ုပ်ဒီဂျေစုနဲ့ပြုတာကိုတစ်သက်လုံးခံရှော်တော်ဘာပြောတယ်ကောင်းစားတဲ့ခြင်းနဲ့ဆင်းရဲခြင်းကိုအလှည့်လှည့်လို့ပြောတယ်။ तू ကဖယားကိုအလှည့်လှည့်ပဲနားလဲ။ဒါဝိဒ်ကဘယ်လိုနားလဲလဲ။တစ်သက်လုံးအဲ့တော့ရှော်တော်ကသင်္ခါရကိုပဲဘောပေါက်တာ။ဟုတ်ပြီနော်။သင်္ခါရတရားကိုရှာဖွေတွေ့ရှိပါတယ်။ရှော်တော်ကဒါဝိဒ်ကဘာကိုတွေ့ပါလဲ။ထာဝရတရားကိုတွေ့တယ်။အကယ်စင်းကျွန်တော်ဂျေစုနဲ့ပြုတာကိုတစ်သက်လုံးကထော်ပြအိမ်တော်မှာတနည်းနေနေတာအစဉ်ပြေလား။အစဉ်ပြေနေရပါဘူး။ तू အဲ့ဒါကိုမြင်ပါနော်။အဲ့တော့ကျွန်တော်ရဲ့အတ္တကဒီမှာပြင်းတယ်။တရားပြင်းပြင်းနေနော်ပြင်းတဲ့ပြောကဲဟုတ်ပြီဘယင်ကချစ်တော့သိရောဟုတ်ပြီနော်ဘယင်ကချစ်လိုက်တော့သူ့ကိုသိလိုက်အဲ့တော့ဘာဖြစ်သွားပြီလဲအသေးတော့ဖြစ်သွားဒါပေမဲ့ဘယင်ချစ်လို့သိခြင်းရဲ့အနောက်မှာတက်တွေကရှိလို့ရှိတယ်တကယ်သိပြီးလို့တက်တွေရှိဖို့ရှိတယ်ကဲဘယင်ကသူ့ကိုသိလိုက်အောက်မှာဣတိဒာလူကဖြစ်သွားတယ်အဲ့ယူဒလူကဖြစ်နေတယ်ဒီလားဣတိဒာမှာဆိုလို့ရှိတယ်အာမန်ကနေပြီးတော့တတ်ဖို့လုပ်တယ်တမျိုးသားလို့ဟုတ်ပြီနော်ဟာမန်ကတတ်ဖို့လုပ်တယ်ကဲဟုတ်ပြီတင်ဟာဖျားမျက်မှောက်တော်ထဲမှာဒီနေ့မဆမလို့တနည်းဝင်နေလို့ဆိုလို့ရှိရင် worship ကျင့်တတ်ဘူးလားကိုကိုဘာဖြစ်လဲအရန်ကျင့်တတ်တာဒီနေ့မျက်မှောက်တော်ခံစားအဲ့လိုဒီနေ့ဖျားရှိခိုးတာအရန်ဟောဖြစ်တာဟုတ်ပြီနော်တင်တလို့သမီးဖြစ်ပြီဒီမှာဒါပေမဲ့တင်တလို့သမီးဖြစ်တယ်မဖြစ်တယ်ကျွန်တော်ကပြောတာမိမိကိုယ်ကိုမချီးမွမ်းနဲ့တူတူပါချီးမွမ်းပါလိမ့်တင်ရဲ့အတ္တကတင့်ကိုတင်အားရကြည့်တဲ့ခြင်းထက်တင့်အားဖြင့်သူတို့ဘာလွတ်စေလို့ဖြစ်တယ်ဟုတ်ပြီနော်ဒီကနေ့အဲ့ဒီမှာဣတ္တအားဖြင့်ဣတ္တရာဘော်ရရပါမယ်မင်းနဲ့မင်းရဲ့လူမလွတ်ရဲ့မင်းနန်းတော်မှာနေတယ်လွတ်မယ်လို့ထင်ဟုတ်ပြီနော်ကဲဒီနေ့ကျွန်တော်အတင်းတော်မှာပါဝင်နေတယ်တရားဥရထဲမှာသွားပြီးဥဆောင်โอเคနော်ရလူတွေလည်းပါဘယ်တော့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့လူမျိုးကိုယ့်ရဲ့နိုင်ငံလွတ်ချင်းမရှိသေးဘူးဟေ့ဆိုရင်ဖခင်ကအဲ့ဒီသူကိုမိစီမှာတောင်းတယ်နော်ကဲရေစကြီး3မှာနော်မှတ်တာရေစကြီး3မှာကျွန်တော်တို့ဖခင်ဘာရခတ်တာလဲကင်းဆောင်ရခတ်တာဘာရခတ်တာလဲကင်းဆောင်ရခတ်တာလူစိုးကိုလာတယ်လူစိုးကလာတယ်မင်းတတိပေးပါတယ်အဲ့ဒီလူကမင်းတတိပေးချက်ကိုနားထောင်ပြီးတော့ तू ပြီးလို့ရှိရင် तू လွတ်လိုက်အေးမင်းတတိပေးပါရဲ့နဲ့နားမထောင်ဘူးခေဆိုရှင် तू ကဆုံးလိုက်တယ်မင်းနဲ့လည်းလွတ်ဒါပေမဲ့မင်းကသူ့ကိုတတိမပေးဘူးဟေ့ဆိုရင်နော်တတိမပေးဘူးဟေ့ဆိုလို့ရှိရင်သူကသူ့အပြစ်ကြောင့်ဆုံးတော်တယ်အဲ့ဒီအသွေးကိုမိစမကတောင်းဟုတ်တယ်အဲ့တော့တင်ဒီကနေ့ကိုကိုလှပတယ်ကိုကိုတို့သမီးဖြစ်တယ်လို့တင်ကိုလေခံရတယ်ဟုတ်မင်းမတင်အားဖြင့်တူလုပ်ပြီဟုတ်တယ်နော်တင်အားဖြင့်တူလုပ်ပြီတင်ဟာဒုစရိုက်အဖြစ်မှရှိတဲ့သူတွေကိုဗဒခါလွဲရှောင်ပေးပြီတင်ကိုတင်ကြည်နပ်နေတယ်လား
ကိုကိုကိုကျင်နေနေတာတင့်အားဖြင့်သူတစ်ပါးဟာဖရားကိုတွေ့တာအဲ့ဒါတင့်ရဲ့ဒုသမီးဖြစ်ခြင်းရဲ့တက်တည်ဖြစ်တယ်ဟုတ်ပြီနော်တင်အရင်ဆုံးတော့အဲ့ဒါတက်တည်ဖြစ်ဖို့တင်ကိုယ်တိုင်ပါဖြစ်ရတယ်ဒုသမီးအရင်ဆုံးဖြစ်ရတယ်ပြီးတော့မှသူတစ်ပါးကိုပြန်ပြီးတော့စီးထွားမှာဖြစ်တယ်ကဲအဲ့တော့ကိုလူတွေကဒုက္ခရောက်နေပြီဒီမှာကိုလူတွေကဒုက္ခရောက်နေနော်ဒီမှာပြန်ဖတ်တော့ဣသရာဝတ္ထုထဲမှာပါတယ်ကိုလူတွေကဒီမျိုးကအခုဆိုရှင်အလင်းထဲမှာလားမှောင်မိုက်ထဲမှာလားမှောင်မိုက်ထဲမှာတိုက်ဆိုတင်တို့ဒီလောကကြီးအလင်းဖြစ်ကြကဲအလင်းတော့ဖြစ်သွားပြီဟုတ်မီးထိုးရင်ဘာမှထိုးလို့ရှိတယ်အမောင်မှာထိုးနေဟုတ်တယ်လေမျက်နှာကျမှာထိုးတာကြမ်းမြင်မှာထိုးတာတိုက်ဆိုတောင်ထွင်းလိုက်ပြီးတော့မျိုးရိုးကိုမကွဲတာဘယ်မီးမှအောက်မှာမထိုးဘူးအပေါ်မှာပဲထိုးတယ်နော်တချို့ကလည်းတောင်းအောက်ထဲမှာထိုးတာတယ်ဟုတ်လားတချို့ကဘယ်မှာထိုးတာလဲခုံအောက်မှာတောင်းထိုးတာတယ်တဲ့မီးကိုလေတောင်းအောက်ထဲမှာထိုးတာတယ်ဟုတ်လားနော်တောင်းထဲမှာထိုးတော့လဲမလားအလင်းကရှိတယ်နော်ဒါပေမဲ့ဘာနဲ့ဖုံးတာလဲတောင်းနဲ့ဖုံးတာတယ်ကဲမှောင်ပိုက်လာပြီလေဟုတ်လားလောကသားတွေကဒီလောကဒီဖျားသခင်သားတို့ပေါ်ထွန်းကြီးတွေရတယ်ဒီသားတွေကိုမျောနေတယ်ဟုတ်ပြီနော်ဒါပေမဲ့တင်တော့ကကျွန်တော်တင်တော့အလင်းရှိပါရဲ့ဘာနဲ့ဖုံးတာလဲမပြောတတ်ဘူးလားဖျားကြောင့်ပြောတတ်တယ်ဘာနဲ့ဖုံးတာလဲတောင်းနဲ့ဖုံးတာမချစ်တတ်ဘူးလားသူများကိုဘာနဲ့ဖုံးတာလဲသူများကမှောင်နေပြီအလင်းလိုတဲ့အချိန်မှာဘာဝဲမြင်လဲတောင်းဝဲမြင်တယ်ပေါ့တင်တို့ဒီလောကကြီးဘာဖြစ်ကြရည်လဲတောင်းကြတယ်လောကကလူတွေကဘာလို့အလင်းလောကကဘာလို့အလင်းလို့လဲဆိုရှင်လောကကအမှောင်ဖြစ်တယ်လောကကဘာလဲနှုတ်ကပတ်တော်၌အသက်ရှိထိုအသက်တည်တဲ့လူတို့၏အလင်းဖြစ်တော်မူ၏ထိုလင်းသည်မှောင်မိုက်၌လင်း၍မှောင်မိုက်သည်မခံရရှိအဲ့တော့တင်တို့ရောက်တာနဲ့မှောင်မိုက်ပြောက်သွားတာဘောတော့ပတ်စံချီပြီးပြန်လာလိုက်ပြီဟုတ်လားကိုမာကလုံနေတာမြစ်တာမဲကိုကတော့မှထပ်ပြီးဆရာကြီးတို့ပြန်လာလိုက်ပြီသူလုံနေတာနှွေးထွေးမှုတွေဟုတ်တယ်မလားကိုကသူ့ကိုပြလိုက်တာအာနာမြစ်တာမဟုတ်အာနာပြတော့လည်းပြလိုက်တာအဲ့တော့ဘုရားကကျွန်တော်တို့တောင်ထိပ်မှာတည်တဲ့မျိုးမကွယ်နိုင်ဘူးတဲ့အဲ့တော့ကျွန်တော်တို့အေဝရီတရားဆိုတာစင်းခေါ်တဲ့တရားဖြစ်တယ်ကိုယ်ကွယ်ခြင်းဆိုတာကဘုရားနှမ်းခေါ်တဲ့တရားဖြစ်တယ်မောရှိကိုတောင်ပေါ်တက်တယ်အဲ့လိုပြောတာမတောင်ပေါ်တက်တယ်တကယ်ယေရှုကအပေါ်ကနေပြီးတော့ကောင်းကင်ဘုံရှင်ဘုရင်ပလင်တော်ကိုစုပ်၍လားစွန့်၍လားစုပ်ပြီးဆင်းတာမဟုတ်ဘူးနော်စွန့်ပြီးဆင်းတာတချို့ကခုံလေးမှာမြတ်ထိုင်သွားမှသူတို့ပလင်စုပ်ပြီးဆင်းတာနော်မှတ်တာသခင်ယေရှုကနော်သခင်ယေရှုကလေကိုယ်တိုင်တန်ဖိုးရှိတဲ့အဲ့ဒါကြောင့်သူ့အတွက်နေရာရှိတယ်ဖြစ်စေမရှိတယ်ဖြစ်စေတန်ဖိုးရှိတယ်ဟုတ်ပြီနော်သူကသူနွားတိတ်ကုန်တယ်လဲထိုင်တယ်ဘလူတွေလာတာပဲလေတရေပြီးလာတာမဟုတ်ဘူးနော်သခင်ယေရှုလာတာပလေသူငယ်တော်ပဲကွာရတယ်ကဘလူပဲလာတာမဟုတ်ဘူးတရေပြီးလာတာမဟုတ်ဘူးသူကိုယ်တိုင်ကပါလေတကယ်ဖရာသားစစ်ဖြစ်တဲ့အတွက်သူငယ်တော်မကတော့ဘာပဲဖြစ်ဖြစ်ဘလူလာတာပဲလေပညာရှိတာအဲ့တော့ကောင်းကင်ဘုံရှင်ဘုရင်ကလည်းပလင်တော်ကိုစွန့်ပြီးတော့မြေကြီးပေါ်လူတို့တွေကြွတယ်ဆိုတာကေတင်ချင်းတရားသို့တော်ညာတဲ့ဗျာဒိတ်လေးပါလေဤအရက်တို့တက်တယ်ဟုတ်ပြီနော်ကျွန်တော်ဘာလို့ခိုင်းနေလဲတက်ခိုင်းတယ်မောရှုနဲ့ဘုရားကတောင်ပေါ်ကိုခေါ်တယ်လောတာကိုလည်းပြေးတော့နောက်တော့လက်ကြည့်တယ်မြေကြီးသောရက်မှာပြီးနေတယ်ဘယ်လိုပြေးတော့လဲတောင်ပေါ်တို့ပြေးဟုတ်ပြီနော်ဘုရားပြောပြတာတောင်ထိပ်တိုက်ကြည့်တော့မျိုးရိုးကိုမကွယ်နိုင်ကျွန်တော်ရဲ့အလင်းတွေကဘယ်မှာရှိဖို့လိုလဲတောင်ထိပ်မှာရှိဖို့လိုတယ်ကဲအဲ့ဒီလားလူမျိုးတွေဘွားတွေထွက်လာတဲ့အချိန်မှာလူကဒီလိုကွဲသွားတယ်နော်အထွက်တာတော့အတူတူပြီးတဲ့ပြောသွားဒီလိုမျိုးကွဲသွားဟုတ်ပြီနော်ဒါတဲ့ဒီလိုလေးပေါ့ဒါထွက်လာတော့အတူတူထွက်လာပြီးတဲ့ပြီးတော့ဣသရာလူကဒီလိုသွားတယ်ဒီလိုတက်တာဘောရှိကတောင်ပေါ်တက်တာဣသရာလူကကြိုင်းသွားတာဣသရာလူတွေလည်းကိုးကွယ်တယ်မောရှိလည်းကိုးကွယ်တယ်ဣသရာလူတွေကတောင်အောက်မှာကိုးကွယ်တယ်မောရှိကတောင်ပေါ်မှာကိုးကွယ်တယ်ဣသရာလူတွေကိုးကွယ်တဲ့ပုံစံကအေဂုတ်တုကလူတွေကိုးကွယ်တဲ့ပုံစံသူတို့အဲ့တိုင်းမှာကိုးကွယ်ကြတယ်သူတို့ဘာလုပ်လဲသူတို့မြင်ခဲ့ကြားခဲ့သိခဲ့တဲ့အတိုင်းပဲဘာလို့လို့ကိုးကွယ်လဲဆိုတာလေအေဂုတ်တုမှာလည်းအဲ့တိုင်းပဲကိုးကွယ်မောရှိကတောင်ပေါ်မှာဖယားကိုးကွယ်စီတဲ့အတိုင်းကိုးကွယ်ပုဂ္ဂိုလ်မစားခြင်းကိုမတော့ဘာစားလဲဒါဆိုတော့လူဒီဘုံအားပြတာ
တက်ကို တက်ကို ဝေရသည်မို့ မွေးရတယ် ဖျားခင် ရတဲ့ မိတ်တော်မူများနဲ့ ပြီးတော့မွေးရတယ် တက်ကို တက်ကို ဝေရသည် မွေးရတယ် ကဲအဲ့တော့ဒီမှာဟေခဲ့ဒီမှာနန်းတော်ထဲမှာအေးတတာကိုပြင်တဲ့အခါမှာအေးတတာကတဖြည်းဖြည်းနဲ့သူပါစားတယ်သူကြိုက်တာစားမှာဘယင်ကြိုက်တာစားမှာဘယင်ကြိုက်တာပဲသူစားတော့အရင်တော့ကသူကြိုက်တာသူစားတာလေဟုတ်တယ်မလားသူကြိုက်တာသူစားတော့ဟုတ်လားနော်သူကြိုက်တာသူစားတာဒါပေမဲ့အခုကျတော့ तू ကဘယင်ကြိုက်တဲ့စားစား तू စဉ်းစားတယ်ဘယင်ပါနှစ်တက်တယ်စားတယ်ဘုရားပြောတယ်လူဒီဘုရားပြတာတက်ကိုတွေ့ရတယ်ဖျားခင်မင်းတော်မူရတယ်တက်ကိုမွေးရကဲ तू ပဲသွားတယ်ဘယင်သွားစေခြင်းတဲ့နေရာကို तू သွားသူရဲ့ချစ်တာဘယင်သွားတယ် तू ဘာဝတ်တယ်ဘယင်ဝတ်စေခြင်းနဲ့ဝတ်ကိုပဲ तू ဝတ်တယ်နော် तू စဉ်းစားတာမှအစဟုတ်လားတရားတော်နဲ့မှုတွေတရားတော်နေကြမှာပြစင်ချင်းအောင်မိတော်သူဒီမင်္ဂလာရှိအေဝံတရားကိုခေါ်တော့ခြေတို့ကအလုံးတင့်တယ်ဆိုတာတကားအဲ့တော့သူ့ရဲ့ခန္ဓာကိုယ်ကအဲ့ဒါတွေပဲပြင်ဆင်လိုက်တာသူကအဲ့လိုမျိုးနော်အဲ့တော့ဒီမှာမောရှိကောထွက်လာတာချင်းအတူတူနော်အခုဒီကနေ့ဒီမှာထိုင်တာအတူတူမဟုတ်တာအားလုံးနော်ဒီနေ့ဒီမှာထိုင်တာအတူတူပဲအတင်းတော်မှာအရှိကတရားဟောတယ်အနောက်ကနားထောင်တယ်သူအားလုံးအတူတူပဲထွက်သွားတယ်အတူတူပဲဒါပေမဲ့နောက်တစ်နေ့ပြန်လာလို့ကြည်လိုက်တူသေးလားအတူတူပဲနော်နောက်တစ်နေ့ပြန်လို့ကြည်လိုက်အတူတူပဲအော်တူပါတယ်ဗါလို့တက်လာတယ်တက်လာတာတူတာနော်ဒါအဲ့လိုမျိုးအဲ့တော့ကျွန်တော်တို့ကကိုယ်ွယ်ခြင်းဆိုတာကလေတောင်အောက်မှာ easy relax လုပ်ပြီးကိုယ်ွယ်ဖို့ဘုရားလို့တော့မရှိဘူးတင်းတို့ကိုဘုရားကအင်္ဂလိပ်တရားနဲ့စင်းခေါ်ပြီးကိုယ်ွယ်ခြင်းဆိုတာကပါလေလှမ်းခေါ်တင်တက်ခဲ့အဲ့တော့ဒီမှာနိုင်ငံတော်နန်းတော်ရှိတော့ထောင်လိုက်အဲ့တဲတော်တွေတယ်အဲ့တော့ဒီလိုထောင်ကြည့်လိုက်ပါတွေ့မယ်တဲတော်တွေတယ်ဘုရားကတင်းတို့ကိုသွေးတော်နဲ့ရွေးတယ်နှုတ်ကတော်နဲ့ဆေးတယ်ဟုတ်ပြီနော်တန်ရှင်းသောဝိညာဉ်တွေတင်းကိုဘိသိက်ပြီးဘိသိက်ဆိုတာအရိုက်ရာဆိုတော့ရှေ့တော်မှာတင်းဟာရှေ့မရောက်လို့ရှိရင်ဘသူ့ကိုမှလည်းတင်းရှေ့တော်ကိုဆွဲမခေါ်နိုင်တင်းဟာရှေ့တော်မှာရောက်ရှိပြီးသားသူမဟုတ်ရင်လေလမ်းမသိတဲ့လူလမ်းပြလို့ရတယ်ကဲကျွန်တော်ဟိုနေ့ကစံလူစာသွားတယ်ကျွန်တော်ကလမ်းသိတဲ့လူတော်လိုက်တာကျွန်တော်လောက်လိုက်သူတို့လိုက်ပဲရောက်မှတင်တယ်နေ့တာကိုလည်းလက်တယ်နောက်ကလူလည်းလက်တယ်ဖြစ်ဒီမောက်တော့တယ်မရောက်ဘူးတဲ့လူကဆွတ်ခေါ်နိုင်မှာကိုကမရောက်ဘူးကဘယ်လိုခေါ်လို့ရโอเคနော်အဲ့တော့ကျွန်တော်မရောက်စီတယ်အခုတရားကဒီအထိသွားဖို့လို့ရှိရင်ဒီအထိသွားပြီခေးဆိုရှင်တရားဘာဖြစ်ပြီလဲဒီအထိရောက်ပြီဆိုတင်ဘာဖြစ်ပြီလဲအတင်းတော်ဖြစ်ပြီးအတင်းတော်ဆိုတာကလောကကမျှော်တဲ့ဖယားသားဖြစ်လောကကမျှော်တဲ့ဖယားသားအဲ့တော့ဒီလောကကဒီဖယားသားတို့ပေါ်ထွန်းခြင်းရာကိုအလွန်တောင်းတာပြောလိုက်တယ်တကယ်တော့လေဖယားကဘလို့လိုရှိရတယ်ဆိုရှင်သူ့ရဲ့ဇနီးဖြစ်တဲ့အသင်းတော်ကိုလူအားလုံးကလိုအပ်နေတာကိုပဲမြင်ချင်တာဟာဒီမှာမဟုတ်မလို့ခရစ်စီမလို့ဘူးအဲ့လိုမျိုးအတန်ဖယားလုံးဝမကြားချင်မင်းကိုလိုတယ်ဆိုရဲအတန်ကိုဖယားကြားချင်သိလားမင်းမရှိလဲဖြစ်တယ်ဆိုရဲအရာဖယားလုံးဝမကြားချင်ဘာကြောင့်လဲ church ဆိုတာ organization မဟုတ် organism ဖြစ်တယ်ဒီမှာ organization ဆိုတာကအိမ်နဲ့တူတယ် organism ဆိုတာလူနဲ့တူတယ်အိမ်ကိုလူဆောက်လို့ရတယ်လူကိုအိမ်ဆောက်လို့ရတယ်မြည်ပြီးကျွရင်ဖြုတ်လဲလို့ရတယ်လက်ပြတ်လို့ရှိရင်လဲလို့ရတယ်နော်အင်္ဂါတစ်ခုတိလို့ရှိရင်အင်္ဂါတစ်ခုကဘာဖြစ်လဲကောင်းတယ်ဒီမှာကြည့်မြအောင်ဟုတ်လားဒီဘက်တက်ကဖြစ်တာငါကြည့်မြတာကြာတယ်ကြည့်မြပြောလားကျွန်တော်ကကလုတ်တိုင်းမင်းသွားကြတော့ကောင်းတာကောင်းတော့ကျွန်တော်ပါစကပြောလားပြောအဲ့ဒါ organism တင်းတော်မှာအဲ့ဒါရှိဖို့ရှိပြီလားဘာတဲ့တော်ထားလဲအသွေးနဲ့တော်ထားတာအတုတက်ထားတာမဟုတ်ဘူးသိလားအသွေးလျှောက်နေတာလေအသွေးမလျှောက်မနာတိုင်းတော့တေးကြပြီခြေထောက်ထိတာကိုလေခေါင်းကမနာတိုင်းလို့တေးကြပြတာလူရင်သွေးမလျှောက်အတင်းတော်ထဲမှာလည်းတယောက်ဖြစ်လို့ရှိရင်တယောက်ကလေအဲ့လိုဟိုလေဒါဝိကလေရှောလူရဲ့ဝိစုံဝေးုံစုံလို့သွားဖြတ်တယ်လေဖြတ်ပြီးသူများမြောက်ပြီးလို့လေဖြတ်ပြီးတာဒီဘာဖြစ်နေလဲနောင်တရကျွန်တော်များတစ်ခုဆိုရင်ဘာရလဲတစ်ခုလုံးမိလိုက်လို့ရှိရင်နောင်တရလားအားရလားမပြောထည့်ပါဘူးပြောထည့်ပါငါလည်းရမယ်ခင်ဗျငါလုပ်လို့ရတယ်ဆိုတော့ငါအကြောင်းလေးကိုနည်းနည်းပြလိုက်တယ်ဝိယုံစုလေးပဲပြီးလိုက်တာကြည့်လိုက်နော်ဒါဝိကနောင်တရတယ်ဘေးကအပြီးရှဲပါပဲကိုတော့တစ်ချက်ပဲထိုးမယ်တယ်ဆိုတော့တီးလိုက်အခွင့်ရေးရတယ်
ပတ်တာဖျားသားဆိုတာကအခွင့်အရေးရတယ်မလုပ်တာဖျားသားအခွင့်အရေးယူတာဖျားသားမဟုတ်ဘူးအရှိမအတီးတွေ့တယ်ဖျားကတော့လည်းမခဏဘူးသိလားစားလို့ရတယ်မစားတာဖျားသားဖြစ်တယ်လုပ်လို့ရတယ်မလုပ်တာဖျားသားဖြစ်တယ်တင်နေသိလားအားမရှိလို့အစွမ်းမရှိလို့သူများကိုလေရုပ်ဘုတ်ခံလိုက်တာမဟုတ်ရှိပါရဲ့နဲ့တိတ်ချပြီးတော့တီးခံလိုက်တာဖျားသားပဲသိလားအဲ့တော့အတင်းတော်ဆိုတာကလေ organism ဖြစ်တယ်အဲ့တော့အဲ့ဒီမှာအဲ့ဒီသူတွေလောကကပြောလင့်တယ်လောကဖြစ်အမောင်အဲ့ဒီအတ္တဆိုတာကအလင်းဖြစ်အခုတင်းတို့တယောက်နဲ့တယောက်လည်းမဖြစ်နေဘူးမလိုဘူးပြောနေသေးလို့ရှိရင်သိကြတယ်ဒီမလိုပါဘူးမလိုပါဘူးမဟုတ်ဖခင်ကလိုကိုလိုတယ်တင်းကိုသူများကလိုကိုလိုတယ်ဆိုတဲ့အတ္တတာလည်းသိကြဟုတ်တယ်မလားဒါပေမဲ့ဒီလိုတော့လုပ်လို့မရဘူးတင်းငါ့ကိုလိုလိုက်ငါ့လိုတယ်မလားမိငါသိပါတယ်အားမလားပဲပြောစမ်းပါလိုအပ်ချက်ဆိုတာလာအောင်ပြောနေတယ်သူကသိလားနော်လိုအပ်ချက်ဆိုတာလာအောင်ပြောနေတယ်နော်အဲ့တော့ရေပြီးဆက်ကုန်ပဲလားသိလားအဲ့ဒီသူကလေဘယ်လိုဖြစ်လဲဆိုဘယ်လိုဖြစ်အပူရှင်ယောက်ျားကိုသိလားမသိလားမသိလူကိုကိုးစားတဲ့သူကတဲ့ကောင်းကြီးယောက်ျားကိုမသိဘူးသူ့ရဲ့စိတ်နှလုံးထဲမှာထရဖျားမရှိတဲ့သူကကောင်းကြီးယောက်ျားကိုမသိစိတ်နှလုံးထဲမှာဖျားရှိတဲ့သူကအပူရှင်ယောက်ျားကိုမသိအခုတင့်နားမှာအပူရောက်ရင်သိလားလည်းမသိဘူးလူဒီလေ ဟုတ်ပြီကောင်းကျိုးယောက်ျားရောကောင်းကျိုးယောက်ျားရော ဒီလေ ဟဲ့လားတချို့ရေနော်ဟာအကြာကြီးချမ်းသာတင်နေဖြစ်လို့ရှိရင်ခါညောင်းတယ်ဟဲ့လားဟဲ့လားကြာတာပြီဆိုပြီးပါဟိုမှာကောင်းကျိုးရောက်နေပြီလေဒါကောင်းကျိုးရောက်တချို့ကလည်းတည်တယ်တစ်ခုတီးရမလို့အာပင်ပဲတူရမလို့ပြင်တောင်ကြည့်မြောက်ကြည့်ဘေးကလူတွေကမျက်ရည်ကျတယ်ဘာဖြစ်နေလဲကောင်းကျိုးရောက်တော့သိတာမသိဘူးဒါစားရင်တင်တာကြာပြီးစာရှောင်းစီဝေးတွေဘာတွေဆူတောင်းစီဝေးတွေတုတ်တာကြာပြီဟဲ့လို့ချင်းဖယားသူ့လို့လို့ပါအဲ့တော့ငါတို့ကထုတ်เสียဖို့မလို့ကောင်းကျိုးရောက်တော့ကိုဒါပေမဲ့အဲ့ဒီမှာအဲမှာဖယားစိတ်နှလုံးထဲမှာဖယားကိုတူထားတဲ့သူရဲ့တတ်တာမှာကြတော့လို့လေအပူရှင်ယောက်ျားကိုမသိသူများတွေကပြောတယ်နင်တို့အဲ့လိုလုပ်เสียလို့လားနင်တို့ဘော်လေးတော်တော်ရှာရှိတယ်ဘာညာပြောတယ်အပူရှင်ယောက်ျားကိုမသိတချို့ကပူတော်မူသေးဘူးတွန့်နေပြီသိလားအပူရှင်ရတာမလာဘူးအဲ့ဒီလူကဘယ်လိုလုပ်လဲသိလားထိုသူကတဲ့ရေနားမှာစိုက်တယ်မြစ်နားမှာအမြင့်ဖြာတယ်နှစ်ချက်ရှိတယ်နော်ရေနားမှာစိုက်တယ်အခုဘယ်မှာစိုက်နေရလဲအပွေလေးတွေထောင်းနဲ့ဘယ်မှာစိုက်ထားလဲရေနားမှာစိုက်တယ်အမြစ်ကလေမြစ်နားမှာအောက်စိုက်နေရတယ်မြစ်ဖြာတယ်မြစ်ကထောင်နေလို့မရဘူးသိလားတချို့ကရေနားမှာတော့စိုက်တာစိုက်တယ်အမြစ်ကကြည့်တဲ့ကြည့်ကောဟိုအမြစ်ဆိုတာကတစ်ပင်ရဲ့အမြင့်နော်မြစ်ဆိုတာကရေစီးရဲ့မြစ်ကိုပြောတာအဲ့ဒီအမြစ်ကမြစ်နားမှာမြစ်ဖြာတချို့ကရေနားမှာတော့အပေရှိတယ်အမြစ်ကကျတော့မြစ်နဲ့အဝေးတော့ဟိုမှာတစ်ထောင်အဲ့တော့ဘာဖြစ်ရင်သိပြီလဲ ဒီအောင်ဒီ မပူခင်တော့ဘယ်လိုဖြစ်လဲသိလားအေးစမသိသေးဘူးအပူချိန်မရောက်ခင်တော့ကြည့်တဲ့အရွက်ကလေးဘာဖြစ်နေလဲစိမ့်လန်းနေတာပဲခုနကတို့သမီး10ယောက်လုံးကမိခွက်ကလေးတွေကာပြီးတော့ဒီဘက်ကတို့သမီးတွေအေးစေးပါဟိုကတို့သမီးတွေအေးစေးပါသူတို့လည်းလည်းအတူတူပဲအားလုံးဝတ်စုံလည်းအတူတူပဲခွက်လည်းအတူတူပါပဲအေးစေးပါအမောင်လည်းရောက်တယ်ရောက်လာသိပြီလားသိပြီတင်တို့ရေနားမှာစိုက်တာအကုန်လုံးအတူတူပဲလားတူတူပါတူတူပဲဒီကထွက်တာလည်းတရှိလုံးကျွန်တော်မီးနဲ့ကြားတယ်ဟဲ့လားမီးနဲ့ကြားပြီဆိုသိပြီလားသိပြီအပူရှင်ရောက်လာရင်သိပြီလားတွန့်သွားပြီဟေးဆိုရင်ဒါလည်းအပူရှင်ယောက်ျားကိုသိတယ်ဆိုသိကြတယ်မျက်နှာမှာအမြင့်မဖြာဘူးအပြင်အရာရဲ့ effect ကိုเนาะအပြင်ရဲ့တက်ရောက်မှုကိုခံရပြီဟေးဆိုရင်သိကြတယ်တင်းအတွင်းမှာခိုင်ခန့်ခြင်းမရှိဘူးတစ်ပင်လေတိုက်လို့ရှိရင်တစ်ပင်ရိုက်နေဆိုတာအမြင့်ကမစွဲလို့လားအဲ့တော့ဖခင်ကကျွန်တော်တို့အပြင်ကလုပ်တဲ့အလုပ်မလုပ်ချင်အတွင်းကမောင်းနေတဲ့အလုပ်ကိုပဲလုပ်ချင်အပြင်ကလုပ်တဲ့အရာတွေရှိတယ်အပြင်ကအရာဘာကြောင့်ဘုရားဖွင့်ပေးထားလဲနော်ဖခင်ငါစကားကိုကြားပြီးနားထောင်ပြီးနားမထောင်ပြီးနှစ်ယောက်လုံးကတိုက်ပြီးတယ်သိလားသို့တော်ညာလည်းဘာလာမယ်သိလားမိုးရမယ်လေလာမယ်ရေစီးမယ်အဲ့ဒါ quality check ဘာလုပ်မလဲရေသွေးကိုဘာလုပ်လဲရေသွေးကိုစစ်မှာယေရှုခရစ်တိုက်ပြီးပုံမှာထပ်ဆင့်တိဆောက်တယ်အခုဒီမှာတိဆောက်နေကြတာမဟုတ်လားဘာလဲဆောက်တယ်ရွှေငွေကြောက်ကောင်းကြောက်ပြန်တင်သားမြတ်ချောက်ကောက်ယူကိုတော့ဆောက်ပြီးသွားပြီကျွန်မဘာရွှေနဲ့ဆောက်တာကျွန်မမေရွှေတော့ရွှေစစ်ဟုတ်တာမီးနဲ့ရှို့ကြည့်တယ်ရှို့လို့ရှို့ဘာနဲ့ထွက်တာလဲအညော်ထွက်တာရှို့ကြည့်တယ်နော်အဲ့တော့မြဲခြင်းမမြဲခြင်းနော်ကျွန်တော်ဘာနဲ့ဆောက်အတွင်းနဲ့ဆောက်လားအစင်းနဲ့ဆောက်လားရှမွေလာလေသလားရှမွေလာ
ပထမရှောတုကိုရွေးတော့ရတယ်သူကလေရှောတုကဣတိလလူထဲမှာခေါင်းတစ်လုံးမြင့်တယ်ကြည်စမ်းတယ်ဣတိလလူကျန်းတယ်ရမ်းလှရွေးလိုက်နောက်တစ်ခါပြီးတဲ့ပြီးတော့ဘုရားထိုက်ရွေးခိုင်းတယ်သူရွေးခိုင်းတော့ဘာလို့ကကြည်တယ်အေးလျာရေလက်အဲ့ဒါရေရှဲရဲ့သားအေးလျာပါလေအကယ်စစ်စစ်နဲ့ဘုရားသခင်ကငါရှိမှရှိတယ်ဣတိလရှိနေရတယ်ဘုရားတို့တားတယ်ရောက်ပြီးမြင်းမြင့်တို့ကမြင်တာမဟုတ်ဘူးလူသည်အစင်းတရံကိုကြည့်ရှုတယ်ငါမူကတွင်နှလုံးသားကိုဟုတ်တယ်ဆရာတယောက်ပြောတာကြားမယ်ကားစီမောင်းဖို့ဆိုတာတဲ့ပိုင်ရှင်ဖြစ်မှာမဟုတ်ဘူးတော့ရှိမောင်းရတယ်တင်းရင်တော့ဒုပြရတယ်ဟုတ်ပြီနော်ကားစီကိုလေတော့ရှိတယ်လို့မောင်းလို့မရဘူးလားအခုတက္ကစီသမားတွေကျွန်တော်ရောက်မှာဆိုရင်တက္ကစီဘားတွေရတယ်သူကငားမောင်းတာအဲ့တော့ငားမောင်းတဲ့အတွက်ကားမောင်းလို့မောင်းလို့ရတယ်ကြိုက်ပြီလေမရှောင်ဖြစ်တယ်လို့မောင်းတာတကားကျိုးပြီးစုပ်ပြတ်တတ်တယ်သူ့ကားမောင်းတာဟုတ်ပြီနော်အခုဖျားသားတယ်ကျွန်တော်တော့တူပြီးတာဟုတ်ပြီနော်စာရန်ကသူမောင်းမယ်ဟိဆိုလို့ဘယ်လိုမောင်းမလဲညာမယ်ထင်လားကြိုက်လေနင်းပါမယ်ကြိုက်လို့မောင်းပါပဲပြင်တော့ဘူးပြင်ရတယ်ပုံနာပဲပြင်ရတယ်ဟုတ်လားပြက်တော့တင်တန်းပို့ဆရာကြီးပို့မကောင်းတော့ကြောင်းပို့ဟုတ်လားမကောင်းရင်ကြောင်းပို့တာကြီးပဲအားလုံးနော်အခုကျွန်တော်ရဲ့အသက်တာမှာအခုဒီမှာကဲဟုတ်ပြီဆိုတော့အခုဒီအစ်စ်ဒီလောကဒီဘုရားသခင်သားလို့ပုံစံရေးပြကိုတော့တောင်းတာပြောနေတယ်ဖရာသားအဲ့ဒီဟာကိုအသင်းတော်အဲ့ဒါဆိုရှင်တေးကြပြီတင်ရှေ့တော်ရောက်ကြောင်းမရောက်ကြောင်းကိုတင်ဘယ်လိုသိမလဲဆိုရှင်တင်အနာမှာရှိတဲ့သူတွေကလေးသွားပြီလားလွတ်သွားပြီလားဟုတ်ပြီနော်တင်နာကလူတွေကလွတ်ပြီးဟေ့ဆိုရှင်တေးကြတယ်တင်ရှေ့တော်ရောက်အဲ့တော့တင်နာမှာရှိတဲ့အရာတွေကမှတ်ထားတယ်တင်ရဲ့ level ကိုဘုရားပြောနေတာဟုတ်ပြီနော်သူသိဖို့လားတင်သိဖို့လားဘုရားကငါ့ကိုစာမွေးစစ်တယ်သိလား။အော်ဘုရားကိုကြောင်းသိလို့ပဲစာမွေးစစ်သူပါလား။မှတ်တာဘုရားအသိကြောင်းသိပြီးသားသိတာမှအောင်ခွာတာပဲ။ကိုကြောင်းကိုကကိုကြောင်းကိုမသိတာ။သိလား။ဘုရားအသိကြောင်းသိတယ်နော်။ကျွန်တော်တို့ဘုရားမင်းကဒီအဆင့်ရောက်ပြီဆိုတာကိုသိဖို့နော်။ကိုလည်းထင်သိတဲ့အတိုင်းနဲ့ပို့ပြီးမထင်ဖို့နောက်တစ်ချက်ကကိုလည်းထင်နေတဲ့အတိုင်းနဲ့ယော့ပြီးမထင်ဖို့ဘုရားကကျွန်တော်တို့ဒီအရာတွေပဲပြီးတွေ့တာ။ဟုတ်ပြီနော်။ဒီမှာစစ်ကြောချင်းတွေကဒီမှာလာတာဟုတ်ပြီနော်ဒီမှာစစ်ကြောချင်းတွေအဲ့ဒီအရာအောင်ပါပြီးပြီဆိုရင်ဒီရောက်ဒီရောက်ပြီဟဲ့ဆိုရင်တေးကြပြီတင့်အားဖြင့်သူတို့ကလေးပြီလားလွတ်ပြီလားလွတ်ပြီခုသူတို့ကလေးနေလားလွတ်နေလားဆရာသူတို့ကနေသူများခဏနေတော့ကိုယ့်ကောင်ကိုတယောက်တည်းတော့ပေါက်နေတယ်သူများဟာကိုပြီးထမ်းပေးဖို့နေတာကိုယ့်ဘာတော့ဒီမှာမဖြစ်နေကိုယ့်ကတော့ကိုယ့်ကပတ်မလဲတချို့ကဇီဝပရိယဖြစ်တယ်ဟုတ်လားအမြင်ကတော့ငရုံးရပြူးနေတယ်အရန်ပြင်သလားလို့ထင်ပြီးတော့ကြောင်တောင်ကန်းဖြစ်သိလားပြောလိုက်လို့ရှိရင်သူ့လောက်သိတာမရှိဘူးပြောလိုက်သူ့လောက်သိတာမရှိဘူးဒါပေမဲ့ तू ကဘယ်ချိန်တော့မြင်တယ်သိလားညာပေါင်းမြင်မဟုတ်တဲ့နေရာကိုထိတ်ဆုံးကသိနော်အဲ့လိုဖြစ်အဲ့တော့ကျွန်တော်ရဲ့အသက်တာပါအခုဒီပါဟိဆိုလို့ရှိရင်တော့ပတ်ထားပါအမားတစ်ခုကလေအရွယ်နဲ့လိုက်ပြီးတော့လေတက်ရောက်မှုရကွာကျွန်တော်ဒါအခုတစ်နှစ်နဲ့3လသူငငယ်တဲ့အဲ့ရဒီမှာတေးပေါက်တာအခုတော့တိတ်မပေါက်တော့သိလားသူ့ရဲ့ဟိုကတေးဦးလေးကိုသူပြအဲ့ဒါနောက်အခုပေါက်ရင်လည်းကျွန်တော်ကလေဟောငါသားပြီးအညစ်ကြီးတွေပြီးနေတယ်ဆိုပြီးကျွန်တော်ကလေအရန်တနာတာကြော့သားတယ်ကွာပြင်းနေကျွန်တော်သွားချက်ချင်းဆေးပြီးတယ်သူ့အမေကလည်းမရဘူးအညစ်ကြီးပြီးရတယ်အဲ့တော့ကျွန်တော်ကအားကြပြီးတော့ကျွန်တော်ကလိုက်လို့ကြည့်ရင်ဘယ်လိုနေမလဲမသိဘူးဟမ်ဘယ်လိုနေမလဲငါဖေပြန်ငါဆေးပြီးမလားဆိုပြီးလုပ်ကြည့်ပါလားဟင်အဲ့တော့အမားဆိုတာကအရွယ်အလိုက်တက်ရောက်မှုမကွာဘူးလားကလေးရွယ်မှာမှားတဲ့အမားမျိုးလူကြီးရွယ်မှာမှားတဲ့နာမမားရတင်ကနောက်လိုက်ဖြစ်နေလို့ရှိရင်တဲ့အမားကိုခေါင်းဆောင်ပြင်နေတယ်ခေါင်းဆောင်မှားရင်ပြင်မယ်နော်ကျွန်တော်ပြောတဲ့ဥပမာတစ်ခုရှိတယ်အရက်သမားတယောက်ကားတွေ့စီပြဿနာရှိတာသူပြုတ်ကြမလားမပြုတ်ကြနိုင်ဘူးလားပြုတ်ကြတယ်မင်းကွာအန်ရကြီးပါတယ်လာကားမောင်းသမားတို့ဆင်းပေးမယ်ရောမင်းဝင်မောင်းကားတွေ့စီလို့ရှိရင်အန်ရရှိတယ်ဘယ်လိုဖြစ်မလဲတစည်းလုံးဒုက္ခရောက်ပြီပေါ့မဟုတ်ဘူးလားနော်တစည်းလုံးဒုက္ခရောက်ပြီပေါ့အဲ့တော့ကျွန်တော်ကဒီအရွယ်မှာမှားတဲ့အမှားမျိုးရှိနိုင်တယ်ဟုတ်နော်ဒါပေမဲ့တင်ကအတ္တတာကြီးတာလေအတိကရက်သွားတယ်ဟိဆိုလို့ရှိရင်အဲ့တင်ကလေအချိန်ကြာလေအမှားများလာပြီးဆက်မှုတွေများလာနော်အဲ့ဒီအသက်မရှိတဲ့တံမျိုးကအချိန်ကြာလာလေတန်ဖိုးနေလာ
ဟုတ်ပြီနော်အချိန်ကြာလေတန်ဖိုးနေတာလေးဖြစ်တယ်အဲ့တော့ကျွန်တော်ရဲ့အမားမျိုးကဒီမှာအမားမျိုးကဒီထိတည်တာတင်တာမတည်တာရအဲ့တော့ဖျားကနေကျွန်တော်တို့ကိုဖြတ်တောက်ဖယ်ရှားပြီးအဲ့တော့ဖျားခုတ်ပြီးဟေ့ဆိုလို့ရှိရင်ကိုကပြန်မခုတ်နဲ့နော်ကိုလို့ဆိုမှဓာတ်ရှိအောင်ကျွန်တော်ကလည်းဓာတ်ရှိတယ်ဆိုနော်အဲ့ဖျားကကျွန်တော်တို့ကိုခုတ်တယ်ဆိုတော့ကျွန်တော်တားရည်ဒီကိုဖျားနဲ့တူနဲ့ပေါင်းလို့ဘယ်သူကျိုးရှိလဲဟုတ်ဖျားနဲ့တူနဲ့ပေါင်းလို့ကျိုးရှိတယ်ဖျားကျိုးရှိတယ်ကျွန်တော်ပြောလိုက်တော့မင်းဖျားကျိုးရှိဖို့ဖျားကျိုးရှိဖို့ကိုနဲ့ပေါင်းလို့ဖျားကားတိုင်းတက်ပြီးသွားတာမပြုတ်တာနော်လူနဲ့ပေါင်းလို့ငါးပေါက်ပေါက်တာဖျားပဲရှိတယ်နော်ပြောရလို့ရှိရင်ကျွန်တော်ဦးဖျားကျိုးရှိဖို့ဖျားကျိုးရှိဖို့ဖျားကျွန်တော်မရှိတယ်အကျိုးရှိပြီးသားသူကမလေးပြောလိုက်လို့ရှိရင်ဖျားသိတာတို့တွေကြတကယ်တမ်းကျတော့ဗါလဲကိုပါပဲအဲ့တော့တချို့ကပြောတယ်သိလားတို့တပီတော့ဖြစ်ချင်တယ်သိလားကျွန်တော်ကြားတယ်မင်းတိကျမှာကျမနေတယ်သိလားအဲ့မင်္ဂလာအိုင်းဆောင်တာပဲယောက်ျားတော့မယူချင်ဘူးတဲ့သိလားမင်္ဂလာဆောင်ဖို့အိုင်းသဘောကျတယ်သိလားဟောအဲ့လိုပြင်ရတယ်ရှိသေးတယ်နော်သူအဲ့လိုဖျားဖို့ထဲမှာလောက်တာအရန်ဟိုဟာလေဝါဒနာပါတဲ့လူတွေရှိတယ်ဖျားဖို့တော့ဆောင်ရတာဒါပေမဲ့တခုပဲသူကအစီမခံချင်ဘူးနော်အမှုတော်ဆောင်ဆိုတာလေဆရာဖြစ်ဖို့မလို့သိလားဒီအစီခံတတ်ဖို့ပဲတချို့ကအမှုတော်ဆောင်မယ်ဆိုလို့ရှိရင်ဘာဖြစ်မှရမယ်ဟဲသူဆရာဖြစ်ပြီဆိုအရင်ကြည်တယ်မိဘတွေကလည်းမြေတောင်ကြားတယ်ဦးလေးငါသားလေးဆရာဖြစ်ပြီကြောင်းတက်လိုက်ရတာကြောင်းလေးခုနှစ်နှစ်အခုဘာလို့ဆရာဖြစ်ဘာလို့ထက်တက်ကောင်ပဲကြောင်းနော်ပဒတိအမှုတော်ဆောင်မှုစားတယ်တဲ့။အစီခံတတ်ဖို့ပဲလို့ရတယ်ကြောင်းစင်းဖို့မလို့နော်တခါလေးပြောလိုက်နော်တချို့ကဆရာဖြစ်မှအမှုတော်ဆောင်လို့ရတယ်လို့ထင်တယ်နော်အဲ့တော့ကိုယ့်ရဲ့အတ္တမှာဘုရားကဓာတ်တက်လက်ကလေခုတ်လိုက်ရင်ပြတ်ဖို့ဆိုတာတစ်ချက်ခုတ်ရင်တစ်ချက်ပြတ်ဖို့ကလေမခုတ်ခင်မှာအချိန်မောင်းများစွာတွေ့ရတယ်။ဟုတ်လားခုတ်လိုက်လို့မပြတ်သေးဘူးခဏအကြာကြီးခုတ်ရပြီဆိုတေးကြပြီ तू ကတွေးတဲ့အချိန်များမှနေမှာနေတဲ့ပြင် तू ကတွေးတော့ဗမာတွေးဆိုဂုံးမှတွေးတယ်ဒါဆိုတော့တွေးရတယ်ကြောက်မှတွေးရတာသိလားအခုတည်းဆိုအဲ့တော့တို့ကကြောက်နဲ့တွေးနေတာဂုံးနဲ့တွေးနေတာဒါထဲမှာဦးလေးဆရာပြောတော့ဦးလေးနားရောစိတ်အီမန်16ကတော့ထူလိုက်ချင်တယ်အီမန်သိလားမှတ်တာမြောက်လူတရားဟောအဲ့ဒါတွေမပြောသေးလို့တရားဟောချက်ဆိုမြောက်လူပြည့်ရမှာတာလေနော်ကိုယ့်ရဲ့နှုတ်ကပတ်တော်ကလေမပြောသေးလို့ဖြစ်နေဘယ်ခရီးရကြိုက်လဲမြောက်ခရီးရပဲကြိုက်တယ်နော်အဲ့တော့ရင်ကြက်ပြီးပြန်ကြတာနော်အဲ့လိုမျိုးဖြစ်အဲ့တော့ကြည်ခဲတဲ့အစာဆိုတာတင်းရဲ့တက်တာအဆိုးဖြစ်စီတာမဟုတ်ဘူးအကျိုးဖြစ်စီတာဖြစ်အကျိုးဖြစ်စီတာအဲ့တော့ကျွန်တော်ရဲ့အတက်တာမှာနဝင်ချိုတဲ့ကိစ္စတွေကိုရှောင်ကြစို့နဝင်ချိုတဲ့ကိစ္စအဲ့လိုပြောလို့တစ်ချိန်လုံးလေဟာဘူးနဲ့ပေါက်အဲ့ဒါတွေပြောနေတာမဟုတ်ဘူးဖျားပြောတဲ့စကားနဲ့စာရင်ပြောတဲ့စကားမှာအများကြီးအဓိပ္ပာယ်ရှိတယ်စာရင်ပြောတဲ့စကားနားထောင်မှာအိုက်ကောင်းတယ်စားပါမသိဘူးနော်ပတ်တာတည်င်းကောင်းတိုင်းကနားထောင်လို့မကောင်းတည်င်းကောင်းတိုင်းကလေနားထောင်လို့ကောင်းဒါပေမဲ့တင်းတက်တာကလေတကယ်ကောင်းပြည့်ခြင်းနဲ့မှာသွားရမှာဖြစ်တယ်အဲ့တော့ကျွန်တော်ပြောပြီးနော်ပီထူးကစကားတော့ပြတ်တော့ခါပီထူးကဘာသွားလဲစကားပြီးရင်အလုံးပြန်ပြောလားအခုပြန်ပြောမလားပြန်လုပ်မလားဒီမဲ့ဒီပြန်လုပ်မယ်အပြောတော့ရှိမှာအဲ့တော့လေကြလားဟိုတခင်ရှိကမင်းတို့ကငါသွားပြီးအသိခံပါမင်းတို့ကငါ့ကိုစွတ်ပါအဲ့တော့ဘလူးကဘာလို့တိတ်နေနေလဲဒါပေမဲ့တစ်ကလေးဆိုရှင်ပွာရောက်နေတယ်ပေတရုကိုရောတဲ့လုံးဝမွေးတယ်ကိုရောတော့ကျွန်တော်တိုက်တင်နဲ့တိုက်ဘယ်သူစွတ်ဆိုကျွန်တော်လုံးဝမစွတ်ဘူးလေသူလည်းပြောနောက်ကကျွန်တော်ဆက်ပြီးဟုတ်တယ်ကိုလည်းကျွန်တော်ပြောပြောတော့အကုန်လိုက်ပြောတာပြီးရပြီးတော့သူထိတ်သွားပြီ那接受。ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ရဲ့အသက်တာဒီကနေ့နော်ဒီမှာနိုင်ငံတော်ထဲကနေနန်းတော်ထဲသွားဖို့ဆိုရှင်ကျွန်တော်ကတာမန်ထက်တော့ထူးခြားတဲ့အဆင့်ရှိဒီမှာတင်နန်းတော်တွေရောက်နန်းတော်ထဲရောက်ပြီးဆိုရင်တာမန်လူတွေခံစားရတဲ့ဒုက္ခပြဿနာတွေတာပြီးကြီးတဲ့ဒုက္ခပြဿနာတွေတယောက်တင်တီးကြပြီအဲ့ဒါဆိုတင်ဘယ်ထဲရောက်နေပြီလဲတင်ပြီးနားမှာ那种的。တင်ပြီးနားမှာပြဿနာတွေစောင်းဝဲတွေဝိုင်းလာပြီးဟေ့ဆိုလို့ရှိရင်ဒီကြတင်ဘယ်ထဲရောက်နေပြီလဲမှတ်ထားပါဒါဝိတ်ကိုဘုရားကဗိတ်သိပ်ပေးပြီးဆွဲထုတ်လိုက်တာနဲ့သိလားသူကအရင်သူ့နားမှာရှိတာသူ့တွေရှိတယ်ဘဝနေချင်တဲ့တွေရှိတယ်ဘုရားဗိတ်သိပ်တဲ့ကြောင့်လည်းရောက်တော့ဘယ်လိုထွက်လာလဲဂေါလိယထွက်လာတာသိလားအဲ့ဂေါလိယကတာမန်ဂေါလိယမဟုတ်ဘူးနော်
သူတို့ထက်မြင့်တဲ့ရှောလူတော်မှာကြောက်ရတယ်ရှောလူထက်မြင့်တဲ့ခေါ်ရဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ဂေါလိယထွက်လာတယ်သင်ကြောက်လားဟုတ်လားမှတ်တာဂေါလိယထွက်လာလို့ရှိရင်တေးကြပြီဘုရားတင့်စီမှာရှိတာပဲဘိသိက်ရှိတာပြီဟုတ်ပြီလားအဲ့တော့ဘုရားဘိသိက်လိုချင်လားဂေါလိယလိုချင်လားဂေါလိယလည်းပြီးတော့စကားနဲ့ထွက်လာရှောလူထောင်ဒါဝိတောင်းလိုချင်လားဂေါလိယလိုချင်လားတချို့လူတွေရတယ်အတင်းတော်မှာတတိတွေခံတယ်ပြတချို့တွေပြောတယ်အသက်တာမှာအိုးကောင်းတာလေးပြောတချို့ကိစ္စတွေရတယ်အဲ့ဒီကတစ်ခုယူရတယ်တစ်ခုပါယူပါဟုတ်လားတချို့ကိစ္စတွေကဘာနဲ့တူတယ်လဲဆိုရင်အိုးကျမအသက်တာမှာလေဘုရားဒုက္ခမခံတော့ဘုရားချင်းတော့ချင်းနေခံစားရတယ်လေကျမယောက်ျားမိဘူးကလေးမွေးတယ်နဲ့တူတယ်ဟုတ်လားအဲ့လိုပြောတယ်တူလားသိလားတင်ဟာအတောင်းဖြစ်တာဟုတ်အတွက်ဂေါလိယရှိရတယ်ဂေါလိယမရှိဘဲနဲ့တင်အတောင်းဆိုတာမရှိကျမအခုဒီလားကိုတက်လို့တက်တယ်အော်ဘယ်နှခုနှစ်က10နဲ့အောင်လဲကျမ10နဲ့မရှိခဲ့ဘူးတာအဲ့လိုပြောရတယ်တူပဲတချို့ကိစ္စတွေအတိတ်မသိမရှိတာဟုတ်ပြီဆရာကျွန်တော်တို့အဲ့ step တွေနဲ့ပဲအလုပ်လုပ်တင်ဒီနေရာမှာချိုးဖဲ့ပုံသွင်းခြင်းခံဘာကြောင့်လဲဆိုဘုရားကတင့်ကိုဗိတ်သိက်ထားတာဘယ်ရဲ့တင်လို့မူကားတဲ့ပေါင်ပိုင်ထဲမှာအမှန်တော့ဒီမှာခေါ်သွင်းတော်မူတဲ့ဂုံကြီးတို့ပေါ်ပြတ်နေတာယူထားတယ်မျိုးမင်းစည်းစိမ်ရှိတယ်မျိုးမင်းစည်းစိမ်ရှိတယ်ယေဘရဟိမျိုးဘုရားကတင့်ကိုဘာလုပ်တာလဲယူထားတာရောထားတာဘုရားကျွန်တော်ရောကောက်ထားတာရွေးကောက်ထားတာကြည့်လိုက်ရင်ယူထားတဲ့တူကရောထားတယ်တူလားပြီးတယ်ရောတော့ပါပဲကျွန်တော်ကအိုရောကြောက်ရောအဲ့ဒါတရားအေးဆိုရှင်အေးတော့လားတင်နေဆိုလို့ရှိရင်အေးငါတာပေတူပြောအားလို့ဟိုလည်းကျွန်တော်နော်အဲ့တော့အဲ့ဒီဟာတွေပြီးသွားလို့ရှိရင်တင်သူဘာသာလို့အပ်လားတဲ့လားတင်သူဘာလို့အပ်လားတင်ဟာအဲ့ဒီပြင်ဆင်ခြင်းအဖြစ်အဲ့ဘယင်ကိုစုပ်ကန်လိုက်တဲ့အချိန်မှာအဲ့ဒါဣဒရာအဲ့ဒီမှာလို့ဖြစ်သွားတာ तू ကဘယ်လိုဖြစ်သွားလဲအရင်တော့ကအပြင်ကကြားတဲ့ဘယင်ကသူ့ထဲကိုရောက်တယ်အာသာရင်ချင်းကြားဘူးလားနေတိုင်းအချင်းရှိတဲ့တတိယမင်းရဲ့စိတ်ပဲငါရဲ့ကိုယ်ပဲဆိုတာလေသိလား तू ဣဒရာအဲ့တိုင်းဖြစ်သွားတာ तू စားချင်တာလေ तू ကြိုက်တာလားဘယင်ကြိုက်တာ तू တခုခုဆိုဟေခဲ့ကျမလည်းအစားတော့လို့စဉ်းစားလို့ဘာဖြစ်လို့မင်းမဒီကိစ္စကလည်းကြိုက်ရဖွင့်စားဟေခဲ့ရပြောတော့လို့ရှိရင်တော့ဒီမှာတော့စဒီမှာတော့စမင်းအဲ့သူပြောပါဘောနော်မဟုတ်ဘူးဘယင်ကြိုက်တာဘာကြိုက်တယ်သူစဉ်းစားအဲ့ဒါသူဝစ်စားဆိုလို့ရှိရင်သူဘာဝတ်မလဲသူကြိုက်တာဘူးလားဘယင်ကြိုက်တာဘူးဘယင်ကြိုက်တာပဲသူဝတ်တယ်သူရဲ့ခြေလမ်းဘယင်သွားစေခြင်းနဲ့သူရဲ့စကားဘယင်ပြောစေခြင်းနဲ့စကားအဲ့တော့ဒီအစ်စ်ဆိုတာကနောက်ဆုံးနေတယ်ကျွန်တော်ပြောဒီအစ်စ်နဲ့ဒီအစ်စ်ကတိုးစစ်ဖြစ်တယ်ဒီအစ်စ်ကတားစစ်ဖြစ်တယ်ဒီအစ်စ်ကတို့ဒီအစ်စ်တိုးတရားမှာတကောင်ကြောက်သွားတဲ့ခါမှာလေ69ကောင်ကိုထားပြီးတော့တိုးကိုလိုက်ရှာတိုးပြောရင်ဘာလုပ်ရလဲတိုးပြောရင်ခိုင်စုမတောင်းနဲ့ဘာလုပ်ရလဲလိုက်ရှာတယ်လမ်းမာတဲ့တိုးရဲ့ပြန်ခဲ့တော့အဲ့တိုးပြန်မပြန်တတ်ဘူးအဲ့မှာသူ့တယောက်တည်းပတ်ချတယ်ရိုက်နေတာသိလားမလို့ဒီဘာလို့ဒီတိုးလေးပြန်လာဖို့အတွက်ဆူတောင်းကြပါစို့ဆိုရအတင်းတော်တွေကမထိုင်နေနဲ့ဘုရားเจ้าနဲ့မဟုတ်လိမ့်မယ်တော့ဟိုကအမှောင်ထဲရောက်နေတာတိုက်ပြီးတော့ဘာလုပ်ရလဲဆွဲခေါ်ရတယ်ဆွဲခေါ်တဲ့ခါမှာကို့မှာဘာပါသွားလဲအလင်းပါသွားတယ်အမောင်ထဲမှာပျောက်နေသူတွေဒုက္ခပဲတော့ထွက်ပြီးပြီတေးဦးဆရာဒုံးလိုက်တာအော်သူအဲ့တိုင်းလိုက်ရှာနေတာအဲ့ဒါကြောင့်တင်းတော့မှတိုးနေမှာကြားနားဘူးကျိုးပြလိုက်တယ်လို့ဒီတော့တေးပဲအမောင်ထဲမှာပျောက်ပြီလေကိုဘာယူရမလဲလေးယူသွားရမယ်လေးယူရမယ်နော်အဲ့တော့ဒီကလူတွေကပဲပြန်ရှာနိုင်ဒီလူမျိုးတွေကပဲပြန်ရှာနိုင်ခွက်ကြီးကြိုက်ပြီးသွားလို့ရမလားခွက်ကြီးကြိုက်ပြီးသွားဘာဖြစ်ပြီလဲသိလားကိုဘာတော့မယ်သူများကဲဖို့နေတာဘာဖြစ်လဲအဲ့ကြောင့်ဆိုလေနေကိုပြောအောင်ငါပါလေငါဒုက္ခတဲ့ကမလီစင်မာနဲ့စင်ပါကြွတ်ပါလေကြွတ်တာအဲ့လိုပြောဟုတ်ပြီနော်
တချို့ကတိုက်မိတယ်ဆိုတာလေမှတ်တာသူမောင်ကုံမောင်ကိုတိုက်တာသိလားနော်ထိမိပြီလဲတယ်ဆိုတာလေဆရာမစဉ်းစားကြည့်ပြီ तू ကလို့ပြောတာကျွန်မခံနိုင်တယ်ဆရာမစဉ်းစားကြည့်ဆရာမခံနိုင်ဘူး तू ကတော့ကိုတော့ပြန်လက်ပြောလိုက်တိုက်ပြီဆိုရရတာလေဒီမှာကားရှိပါလေဂျိတ်ဂျိတ်ရှိဖို့လို့ ချစ် ချိန်တယ်လက်ခုပ်ဆိုတာ လက်ဖက်တီးဟာ တစ်ပတ်ဒီမှလူကကိုကလေးနေလို့ရှိရင်အမောင်ကိုရှောက်နေတာ ရှောင်း ရှောက်နေတာဟုတ်အိုးရှောက်တယ်ဆိုတော့ရှောက်တဲ့ဂျက်စီဂျိတ်မလို့ရှောက်တတ်တာပြီဒင်းနဲ့သူကရှောက်တယ်နော်မှောင်တဲ့လူကတော့အမောင်ထဲမှာချင်းချင်းဆိုတိုက်တယ်အလင်းနဲ့ရောက်တယ်နော်မတိုက်တော့ဒါပေမဲ့အလင်းနဲ့ရောက်လို့ကန်းနေရောတိုက်တာပဲကန်းနေနဲ့တိုက်တာအဲ့ဒီလူကန်းတော့တယောက်ကလမ်းပြဒီကဟဲ့ဟိုဘက်သွားတယ်ပြီးတော့တယောက်လုံးကြောက်လိုက်ကြပြီးတော့မပြတဲ့လူကအကိုင်းဖြစ်ဟုတ်လားနော်အဲ့လိုကဲအဲ့တော့တိုးပြောက်လို့ရှိရင်တိုးဆိုတာကလိုက်ရှာရတဲ့မျိုးဟုတ်ပြီနော်တိုးဆိုတာကလိုက်ရှာရတဲ့မျိုးတိုးဆိုတာကလမ်းလွဲတတ်တယ်ပျောက်တတ်တယ်အဲ့ဒီအဆင့်ကလက်ခံလို့ရတယ်ဟုတ်လားအခုမှလေကျွန်တော်ကကားလေးမွေးပါကြသူအဲ့ရတဲ့ရှူပေါချတာမွေးရှူပေါချလာဆိုခုနကပြောတဲ့ဒုက္ကောက်ယူပြီးကြိုက်လို့ရတယ်သင်ပါပေါ့ဟုတ်လားအခုမှအတင်းတော်မှာဖះကိုတီးပြီးပါဝင်လာတဲ့သူကိုလေမလားဦးမဆောင်နိုင်ခေါင်းဟာလားဆိုတော့သူမတောင်းတဲ့ခေါင်းဟာလားသူသွားပြောလို့ရှိရင်တော်ပြီးအဲ့တူကတော့လာတော့မှာမဟုတ်တော့နော်အဲ့လိုမျိုးအဲ့တော့ဒီအရွယ်ကမားတတ်တယ်မားနိုင်ဟုတ်ပြီဒါပေမဲ့ဒီအရွယ်မှာတားအရွယ်ကသူကတားပျောက်တတ်တယ်နော်တိုးပျောက်လို့ရှိရင်လိုက်ရှာတားပျောက်ရင်အဖေကလက်လူစားစီးလိုက်မရှာဘူးအဝကနေစောင့်နေတာသိလားကျွန်တော်တားကိုကျွန်တော်လိုက်ခေါ်တာမလေးအဲ့သားအမျိုးဆိုလို့ရှိရင်နောက်တစ်ခါထပ်နိုင်ပြန်တော့ထပ်ပြီးတော့သိလားထိုက်ပြီးပြန်တော့သူကအဲ့လိုမျိုးမှတ်တာဒါပေမဲ့သားကလေသူ့မှာဖြုံးတီးခြင်းနဲ့စိတ်ကလည်းရှိတယ်လို့တစ်ဖက်ကလည်းနောင်တရခြင်းရှိတယ်သိလားစားခြင်းမတက်ဖြစ်လို့မစားလားမစားဘူးအဲ့ဒါသားပဲနော်ဝတ်စားလို့လောကအရာကိုသူကလေတကယ်ပဲတက်မဲ့လူသိသူကရှိပြီပဲအဲ့ဒီမလို့နောင်တနဲ့ပြန်လဲသူ့မှာစစ်သားကတော့ထွက်သွားတော့မှသူကတော့သူ့မှာပြည်နေပြန်လာတဲ့ခါမှာဆွဆွပြပြပြန်လာဟုတ်ပြီနော်ဒါပေမဲ့အဖအတွက်အကောင်းဆုံးသောအရာကသူ့မှာတခြားဟာပါလာဖို့မဟုတ်ဘာပါလာဖို့လဲနောင်တကျွန်တော်တင်းတော့တစ်ချက်ပြောလို့နော်တင်ဖျားစီတိုင်းနှစ်ခုပါတယ်တင်မှာတင်ကားနဲ့ပဲလာတာနှစ်ခုပါတယ်ဆိုဆရာတင်မှာကားပါတယ်လို့ပြောတယ်ဟုတ်ပါအဲ့လာမပြောနဲ့တင်ဖျားစီတိုင်းရစ်ပါတယ်ပါမပါရင်နောင်တပါတချို့ကဖျားစီတိုင်းရစ်တော့မပေါ့လာတော့ရစ်ရကောင်းလည်းရစ်နော်ရကောင်းလည်းလာရစ်အဲ့တော့တင်ရစ်ပါရင်ပါမပါရင်နောင်တပါအဲ့ဒီနောင်တကရစ်ဖြစ်ခြင်းကိုလမ်းခင်းပေးတယ်ဒီမှာသိလားအဲ့တော့သူ့မှာပါတာတော့ကျန်တဲ့အဆုပ်ကြီးပဲဝတ်စာတော့စားခြင်းနေပြီဆိုသိကြပြီသူ့မှာဘာတစ်ခုမှမရှိတော့တချို့ကဖျားเจ้าနိုင်ရင်အလူငွေမပါမှကြောက်တယ်ဝတ်စားလေးမလှမှကြောက်တယ်နော်ကျန်းစာလေးမတိမှကြောက်တယ်တချင်းမဆူတတ်မှကြောက်တယ်သူများနဲ့မတိမှကြောက်တယ်မလို့ဘူးဖျားစီတင်လာတဲ့အခါမှာတင့်မှာနောင်တပါလို့ပဲအဲ့ဒီနောင်တကရစ်ဖြစ်ခြင်းကိုလက်စသူပါတော့သူကဒါသူစဉ်းစားတဲ့အချက်ရှိငါတဲ့အဖစီရောက်လို့ရှိရင်ငါအဖအိမ်မှာနေတဲ့ကြုံတော်သွားတယ်ဘွားဆောင်စားတယ်သူစဉ်းစားနော်တင်သားဖြစ်တော်ညာတယ်အဖတဲ့ဝေးတင်ငတ်တယ်မှတ်ထားတာကြုံတော်မှာအဖတဲ့ဒီဘွားဆောင်စားအဲ့တော့ငါပြန်တယ်အဖအိမ်ရောက်လို့ရှိရင်ငါ့ကိုတားရမထားပါနဲ့အစီကံကြုံနေရပဲထားပါအဲ့တော့တကယ်တားမှန်လို့ရှိရင် तू ကဟိုနေရာယူတတ်အစီခံတတ်တားမှန်လို့သူအစီပဲခံတားမှန်နေရာကို तू မယူဘူးသိလားဒါပေမဲ့နေရာမယူတဲ့အတွက်နေရာမယူတဲ့သူတို့ကနေရာကအစင်းရှိသိတယ်ဝလုံးကိုခြုံကြလက်စုပ်ကိုပေးကြခြေနှင်းကိုစီးစီအားလေသူပြန်လာတဲ့အခါမှာဒါပေမဲ့သူ့ရဲ့စိတ်ကနောင်တရတဲ့ဗျအဲ့နောင်တရဲ့တက်ပြရပါဆိုပြန်လာလို့ရှိရင်တော့ဖအိမ်မှာငါဟိုနေရာယူမယ်ဒီနေရာယူမယ်သူ့မှာမရှိအစိခံကြုံနေရပဲပြီးပါအဲ့ဒါသူတို့သမီးရှော်လုံးငါးမှာဖတ်ကြည့်လိုက်သူကကြတော့တခင်မရှိသူမိတာချလာပါတော့ပြန်လာရှော်လုံးငါငယ်ရှိဘူးခင်ဗျာ ဘုရားရှင်မျိုးတဲ့မျိုးတဲ့ဒီကိုတဲ့နော်ဒီငါချက်ရတဲ့ခင်ကိုတွေ့နေသူ့ကိုငါချေရလာနေကြောင်းကိုကြားပြောကြပါဟုငါမထားတောင်းပါအဲ့တော့သူကတခင်ကိုလိုက်ရှာနော်ဒီပါလူသမီးရပါလေတခင်ကိုရှာတူးဆိုတာကတခင်ကလိုက်ရှာရတာဟ
ဟုတ်ပြီနော်သူတို့သမီးဆိုတာကတခင်ကိုလိုက်ရှာသူ့ကိုချစ်၍နာနေကြောင်းကိုကြားပြောကြပါဖះမရှိခိုးရလို့ထိုင်ကုန်နေတဲ့လူရှိတယ်ဒီမှာစုမတောင်းရလို့ဒီနေ့အလုပ်တွေကများပြီကစုမတောင်းရလို့ဆိုတော့ boss ကိုစိတ်ကြီးဆိုးပြီးတော့လေအဲ့လိုလုပ်တဲ့လူရှိတာထမင်းတစ်ပတ်လောက်မစားလိုက်တဲ့စုမတောင်းရလို့ဆိုပြီးတော့ဖះမရှိခိုးရလို့ဆိုပြီးတော့ရှိလားအဲ့ဒီတို့သမီးရတယ်ငါသူ့ကိုချစ်ပြီးဘာဖြစ်နေလဲပျော်နေရလားနာနေရလားနာနေမတွေ့ရလို့နာနေတာဟုတ်ပြီနော်လောကဘတော်တွေမကြားရလို့ဘုရားကိုချီးပွားခြင်းတစ်ချင်းတွေမဆိုရလို့ဟုတ်လားသူ့ရဲ့စိတ်ထဲမှာသိတယ်နာနေတာဟုတ်လား तू လိုက်ရှာတယ်တခင်ကိုလိုက်ရှာအဲ့တော့အဲ့ဒီသူ့ရဲ့တံတန်းနဲ့ကြည့်လိုက်တော့သူများတွေကပြောတာနော်သူ့ကိုသူပြောတာမဟုတ်ဘူးအဲ့ဒီမှာကိုးမှာမိမကတော့တဲ့အစင်းလာတော့အမတင်ရှိရတဲ့ခင်ကြီးအခြားတော့ရှိရတဲ့ခင်နဲ့အဘယ်သူတာသမီးလဲအဲ့ဒါသူများတွေကပြောတာနော်ကိုလာကြောင်းကိုသူပြောမယ်မှန်တယ်ကောကြည့်ကြည့်ငါတေလှပါမင်းချင်းတိလာဆရာကျမတို့ပြောကြတယ်ဘာပြောလဲလှတယ်ဒီပြောလဲအဲ့လိုပဲပြောကြတာပါကိုဘောမတူတော့မတူတော့ဒီလားနော်ဟုတ်အဲ့မှာယူလို့ရှိရင်ပြောသူများပြောတယ်မိမကတော့ထက်ကျမတို့လူပဲလှတဲ့အမလို့ပြောတာမိမကတော့ထက်လှတဲ့အမလို့ပြောတာသူများထက်ကိုထူးတယ်တဲ့အတင်းတော်ပါဒီမှာသိလားအတင်းတော်ကအဲ့ဒီလူကသူများထက်ကိုထူးကိုထူးတယ်နော်ဘာကြောင့်လဲဆိုတော့တဲ့တခင်ကဘယ်လိုပို့လို့လဲတဲ့ကျမကိုပြောကျမတို့မေးရအဲ့ဒီမှာဟောတယ်ငါတခင်ကပြောပြမယ်ဟဲ့သူပြောပြလိုက်တာခရစ်တော်စံပြကနေပြီးတော့ခြေပြားထိကိုသူပြောပြတယ်သိလားခရစ်တော်တော်မှသူ့အကြောင်းအဲ့လောက်သိပါမှာသိလားအဲ့ဒီမှာဖတ်ကြည့်လိုက်သူကနေသူ့တခင်အကြောင်းကိုသူပြောပြလိုက်စံပြကနေခြေပြားအစုံတင်သိလားခရစ်တော်ကြောင်းဟုတ်ပြီနော်ကိုသူတို့သူမိကြောင်းကိုသိလားဟုတ်ပြီနော်ကိုနဲ့လက်ထပ်မဲ့သူဟုတ်ပြီလားအခုကဆိုတော့လောကမှာကိုနဲ့လက်ထပ်မဲ့သူအကြောင်းကိုသိလားနော်အဲ့တော့အခုတို့သမီးရတယ်ဘုသူ့အကြောင်းကိုသိတယ်သူ့ရဲ့တခင်အကြောင်းကိုသူကအဲ့ဒီလိုသိကိုဒီနေရာမှာသိသွားပြီဆိုတော့သူကဘယ်နေရာမှာတင်ချင်းခံတာလဲဒီနန်းတော်လေးကိုတော့အဲ့ဒီသူ့ရဲ့အတ္တတာမှာပြင်ဆင်ခြင်းခံတာအဲ့ဒါကြောင့်ယောမ7နှစ်ကတင်းတို့ရဲ့စိတ်နှလုံးကိုအသေးပြင်ဆင်၍ပုံသဏ္ဍာန်ပြောင်းလဲခြင်းတို့ရောက်ကြတော့ဒီမှာပြင်တာအေဖက်9 26 29ပါလေအတင်းတော်ကိုတန့်ရှင်းမှုအတ္တရင်းကင်းမှုညီကြီးတင်ခြင်းနဲ့လွတ်ဖို့ပဲနှုတ်ကပတ်တော်ကြည်တာရည်နဲ့ဒီမှာစေကြောပြင်ဆင်အဲ့ဒါအဆိုရင်ကဒီရှိတော်ကိုတွင်းလို့ရတယ်ရှိတော်ရောက်သွားပြီဆိုလို့ရှိရင်တင်းအားဖြင့်သူတို့ဘာကအဖြစ်ပြီလေလွတ်သွားပြီအဲ့တော့တင်သူကဘာတွေပေးမလဲလွတ်ချင်းနေပေးဟုတ်လားဘာကြောင့်လဲတင်ဘာကြောင့်လွတ်ချင်းပေးလဲဆိုလို့ရှိရင်တင်ကဘာရလို့လဲလွတ်ချင်းရတယ်တင်သူကကိုချစ်ချင်းပေးလဲဆိုတော့တင်ဘာရလို့လဲတင်သူကကိုချီနှောင်လဲဆိုတာတင်ဘာရလို့လဲဟိုဖခင်ကတင်ကိုလွတ်ချင်းပေးတာတင်မခံစားရဘူးပြီလားနော်တင်သူကကိုမချစ်တတ်ဘူးဆိုတာဒီဖခင်ရဲ့ချစ်ချင်းကိုတင်မခံစားရဘူးအခုတော့တိတ်အကျွေးလွတ်ချင်းခံရတယ်လေသူများကိုသွားချင်သူလွတ်ခံရတာကတသိန်းသူများသူ့စီကိုပေးရမှာဘလား30မင်းက30ပေးတယ်သိလားသူကျတော့မဲကိုတော့ကျွန်တော်လွတ်ပါတယ်အဲ့လိုပြောတယ်လွတ်တော့ဘာတသိန်းလွတ်ပေးလိုက်သူများကျတော့30လေးရမယ်ဟောင်းသွားပြီးတော့လေဘယ်တွင်းညစ်ဟုတ်ပြီနော်သူများကတင့်ကိုမျက်စောင်းပဲထိုးတာသိလားမလေးအဲ့ဒါကိုသိပါလေဟိုကျွန်တော်တစ်ခါကြားပြီးပြဿနာတစ်ခုပါလေကျမကိုထိုးတယ်တဲ့သူကဘာနဲ့ထိုးတာတော့လက်တီးနဲ့လားလက်တီးလောက်ကတော့မဟုတ်ပါဘူးတဲ့လှန်နဲ့လားမဟုတ်ပါဘူးတဲ့ဘာနဲ့ထိုးလဲမျက်စောင်းပဲနော်အဲ့ဒါဝယ်ရင်နေနာနေတာသူအဲ့ဒါတော့ကြောနေတာငါ့ကိုကြောနေတာအဲ့လိုမခံနိုင်ဘူးကလားအဲ့လိုနော်အဲ့တော့ကျွန်တော်ရဲ့အသက်တာကအခုမှ3ဆင့်ရှိပါတယ်3ဆင့်ရှိပါတယ်တင်ဟာနိုင်ငံတော်ထဲမှာသူများထက်အစင်းလှလို့ရှိရင်ဘုရားကတင်ဒီမှာပြင်တယ်ဒီမှာပြင်ချင်းမပြင်ချင်းဆိုတာတင်ရဲ့အသက်တာမှာဘီနာလေးမှာတင်ဖြေရတဲ့စာပွဲကိုကြည့်လိုက်ပြီးရှင်တင်ရဲ့အသက်တာဘယ်လောက်ရောက်နေလဲဆိုတာသိအဲ့တော့ဘီနာမှာရောက်လာတဲ့တင်အတွက်စုံစမ်းခြင်းတွေဟာတင်တက်တာကြာစင်းမှုမဟုတ်ဟုတ်ပြီနော် testing ဆိုတာကဘာအတွက်လဲ promotion အတွက်ဖြစ်တယ် testing ဆိုတာလေဂေါလိယက်ဒီဒါဝိဒ်အတောင်းဖြစ်ဖို့အတွက်ဖြစ်တယ်နော်အဲ့ဒါပြီးရတယ်တင်အရှိရောက်သွားပြီဆိုရင်တင်အားဖြင့်တင်ကိုယ်တိုင်လွတ်ရုံနဲ့ကသူတို့ကလွတ်တဲ့တက်တာဖြစ်မှာတယ်ရောစင်ကြစီကောင်းပါစေ